ဘုန်းကြီးတို့တွေအတိတ်ကကုသိုလ်ကောင်းမှုရှိခဲ့သည့်အတွက်ကြောင့်အခုလူဘဝရရှိပြီးတော့လာကြတယ်အမှတ်တမဲ့မနေသေးကြဘူးလူဘဝရတယ်ဆိုတာအတိတ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသိုလ်တရားကိုမေ့ပြီးတော့ထားမယ်ဆိုရင်ဒီကုသိုလ်ကံစွမ်းအားတွေဟာတနေ့ကျတော့ကုန်သွားမှာနောက်ထပ်မဖြစ်ဘူးဆိုရင်ကုသိုလ်ကံစွမ်းအားတွေကုန်သွားပြီးတော့နောက်ဆုံးမှာကုသိုလ်တွေအရှိန်ကုန်တဲ့အခါမှာဖြစ်လာမှာကတော့အကုသိုလ်တွေပဲကုသိုလ်ကတားဆီးထားသည့်အတွက်ကြောင့်အကုသိုလ်တွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အဝတ္တမပူပြင်းတဲ့အရာဒီမှာပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုံသွားပြီဆိုလို့ရှိရင်အကုသိုလ်ဆိုတာတွေရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေကြုံရကြဒါကြောင့်မို့လို့ကုသိုလ်ဟာသစ်ပင်နဲ့အလားတန်တူလို့ကုသိုလ်ပင်မျိုးစိုက်ပျိုးကြခြင်းလို့စိုက်ပျိုးဖို့လိုအပ်တယ်ဒါဖြင့်ကောင်းပြီကုသိုလ်လုပ်ချင်တယ်ဆိုတဲ့အခါဘယ်နေရာမှာကုသိုလ်လုပ်ကြမလဲစိုက်ပျိုးတယ်ဆိုတဲ့အနေအထားအဖြစ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်တွေစိုက်ပျိုးဖို့အတွက်အကောင်းဆုံးသောလယ်မြေတာဆိုတာတန်ခါပဲဖြစ်တယ်လို့အနုတ္တရံပုညခိတံလောကတ္တလောကရဲ့အကောင်းဆုံးလယ်မြေဟာတန်ခါပဲဖြစ်တယ်လို့ဆိုတာဟောထားခဲ့တာရှိတယ်ပေါ့ဘာဖြစ်လို့အကောင်းဆုံးလယ်မြေလို့ပြောရတယ်လဲလို့ဆိုရင်တစ်ပင်တစ်ပင်သို့မဟုတ်သီးနှံပင်တွေစိုက်ပျိုးပြီးဆိုလို့ရှိရင်မြေကောင်းရေကောင်းကိုရွေးချယ်ရမြေကောင်းရေကောင်းမှတစ်ပင်ရဲ့အသီးနှံတစ်ဆနှစ်ဆမကအဆပေါင်းများစွာရရှိနိုင်အကယ်၍မြေညံ့ပြီဆိုရင်အပင်ပေါက်တော့လည်းပဲထိုအပင်ကအသီးများစွာမထွက်လာဘူးတဲ့ဒါကြောင့်မို့အပင်လဲတန်အသီးတွေလည်းများတဲ့မြေမျိုးကိုရွေးချယ်ပြီးတော့စိုက်ကြဒါမို့ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာလည်းပဲတန်ခါကိုလှူဒန်းတာဟာအင်မတန်မှရရှိလာတဲ့အကျိုးတရားတွေအင်မတန်မှထူးကဲနိုင်တယ်ဒီလိုဆိုတယ်ဒါကြောင့်မို့လို့တန်ခံတရဏံဂစ္ဆာမိလို့ဘုရားဘာသာဝင်တွေဆိုတဲ့တန်ခါသည်ဆင်းရဲဒုက္ခမှကင်းကွာအောင်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်နိုင်တယ်လို့တန်ခါဟာတို့ရဲ့ဘဝဒုက္ခတွေကိုဖယ်ရှားနိုင်တယ်လို့ယုံကြည်လက်ခံပါတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့တန်ခံတရဏံဂစ္ဆာမိလို့ခေါ်တရဏဆိုတာဆင်းရဲဒုက္ခတွေကိုဖယ်ရှားခြင်းအကာအကွယ်ပေးခြင်းလို့အဓိပ္ပာယ်ဥပမာပဲတစ်ပင်အောက်ဝင်နေဆိုတဲ့ပုံကိုယ်တွေကဘာရည်ရွယ်ချက်နဲ့ဝင်တာတော့ဆိုနေရဲ့အပူဒဏ်ကိုတစ်ပင်ကကာကွယ်ပေးလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တစ်ပင်အောက်ဝင်တယ်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်တစ်ပင်ရဲ့အရိပ်မှာလူတွေဟာနေရဲ့အပူဒဏ်ကအကာအကွယ်ရပြီးတော့အေးမြချမ်းသာကြထို့တူပဲတန်ခံတရဏံဂစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကတန်ခါသည်ဆင်းရဲဒုက္ခတွေကတို့ကိုအကာအကွယ်ပေးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့တန်ခံတရဏံဂစ္ဆာမိလို့ပြောဆိုဒါဖြင့်ဘယ်လိုအကာအကွယ်ပေးတာလဲဆိုတာတော့သိဖို့လိုအပ်တယ်ပေါ့ဆင်းရဲဒုက္ခတွေကသက်သာသွားအောင်ဘယ်လိုတွေအကာအကွယ်ပေးတယ်လဲဒီနေရာမှာတန်ခါဆိုတာဘာကိုခေါ်တာလဲဆိုတာဘုန်းကြီးတို့တွေနားလည်ဖို့လိုအပ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေတန်ခံတရဏံဂစ္ဆာမိလို့မကြာခဏဆိုလေးရှိကြတရဏဂုံဆိုနေကြအဲ့တော့တန်ခါဆိုတာဘာကိုခေါ်တာလဲလို့ဆိုမင်းတန်ခါဆိုတာအခုခေတ်တချို့လူတွေပြောနေတဲ့
သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တဦးတည်းကိုသွားပြီးတော့တန်ဃာလို့ခေါ်တာမမှန်ဘူးတန်ဃာဆိုဒီမှာဘုန်းကြီးတစ်ပါးတည်းကိုရင်တစ်ပါးတည်းဥစဉ်တစ်ပါးတည်းကိုတန်ဃာလို့မခေါ်ဘူးတန်ဃာလို့ဆိုဒီမှာအဖွဲ့အစည်းလို့အဓိပ္ပာယ်ရဘယ်လိုနည်းနဲ့ဖွဲ့စည်းထားတာတော့လို့ဆိုဒိဋ္ဌိသီလတမ္ပညဒိဋ္ဌိသီလတမ္ပညေနတံဂတိတ္တပံဃောဒိဋ္ဌိသီလတမ္ပညတံဃာတေနတံဂတိတ္တပံဃောလို့ဆိုတဲ့အတိုင်းအမြင်ချင်းတူတယ်ကိုချင်းသီလချင်းတူတယ်အမြင်ချင်းလည်းတူရမယ်ကိုချင်းသီလချင်းလည်းတူတယ်အဲ့ဒီအမြင်ချင်းတူကိုချင်းသီလချင်းတူတဲ့ပုဂ္ဂိုလ်တွေရဲ့အဖွဲ့အစည်းကိုတန်ဃာလို့ဒီလိုပြောအဲ့ဒီတန်ဃာဟာတဦးတည်းကိုတန်ဃာမခေါ်ဘူးဆိုတာကိုသတိထားဖို့လိုတယ်တန်ဃာဆိုတာအဖွဲ့အစည်းကြီးတစ်ခုလုံးကိုရည်ညွှန်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားဖြစ်သူရောက်တဲ့အခါမှာပထမဆုံးသာသနာဝင်လာတာရှင်ကွန်းတေညတဦးတည်းပဲရှိသေးတယ်ပြီးတဲ့အခါကျတော့ဝပ္ပမထေတို့ဗတ္တိယမထေမဟာနမထေအတ္တစီမထေဆိုပြီးတော့ပစ္စဝဂ္ဂိ၅ပါးဆင့်ငယ်သာသနာဝင်လာကြတဲ့အခါသာသနာမှာပထမဆုံးပစ္စဝဂ္ဂိ၅ပါးဆိုတဲ့တန်ခါအဖွဲ့အစည်းတစ်ခုပေါ်လာခဲ့တယ်ပေါ့အဲ့တော့တန်ခါဆိုတဲ့အဖွဲ့အစည်းဟာဘယ်နှပါးရှိရတယ်လဲလို့ဆိုရင်ဝီနည်းကျမ်းကအရာဆိုလို့ရှိရင်၄ပါးအနည်းဆုံးရှိရ၄ပါးရဲ့အထက်ကိုမှတန်ခါလို့ခေါ်တယ်၄ပါးနဲ့၄ပါးအထက်ကိုတန်ခါလို့ခေါ်တယ်တစ်ပါးနှစ်ပါးသုံးပါးကိုတန်ခါလို့မခေါ်ဘူး၄ပါးကအထက်ကိုတန်ခါလို့ဆိုတယ်တန်ခါတရဏံကိစ္ဆာမိဆိုတာတစ်ပါးတည်းကိုကိုးကွယ်တာမဟုတ်ဘူးနှစ်ပါးကိုကိုးကွယ်တာမဟုတ်ဘူးတန်ခါသုံးပါးကိုကိုးကွယ်တာမဟုတ်ဘူးအစုအစည်းအဖွဲ့အစည်းတစ်ခုအနည်းဆုံးဝိနိကံဆောင်ရွက်တဲ့အခါမှာ၄ပါးရှိရ၄ပါးကိုမှတန်ခါလို့ဒီလိုသတ်မှတ်တယ်ဟောဒါကသုတ်တန်နီးကြတော့ဒီတပါးဆိုရင်ပုဂ္ဂိုလ်လို့ခေါ်တယ်နှစ်ပါးသုံးပါးဆိုလို့ရှိရင်အများလို့ခေါ်တယ်အဲ့ဒီအများရဲ့အစုအစည်းကိုကြတော့မှတန်ခါလို့ခေါ်တယ်အဲ့တော့ဝီနည်းအဆိုရတန်ခါဟာအနည်းဆုံး၄ပါးရှိတယ်လို့မှတ်သားရမယ်နော်အဲ့ဒါလို့အနည်းဆုံး၄ပါးရှိတဲ့မြတ်စွာဘုရားရဲ့တပိတာဝကအစုအပေါင်းကိုတန်ခါလို့ဒီလိုခေါ်တယ်လို့ဆိုဒီကနေ့လက်ရှိတန်ခါတွေကိုတန်မုဒိတန်ခါလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကအရိယတန်ခါတွေကိုတော့အရိယတန်ခါလို့ခေါ်တယ်အရိယတန်ခါတွေရဲ့သင်္တူဝိနည်းစိကံအတိုင်းသာသနာမှာသိက္ခာတင်ပြီးတော့သင်ဝင်ထားတဲ့ပုဂ္ဂိုလ်တွေကိုတန်မုဒိတန်ခါတန်မုဒိတန်ခါဆိုတာအရိယလည်းပါတယ်ပုထုဇဉ်လည်းပါတယ်အဲ့ဒါလို့မြတ်စွာဘုရားရဲ့တပိတာဝကအပေါင်းဘိက္ခုယဟန်တော်လို့ဆိုတဲ့အရိယတာဝကအပေါင်းဒါတန်ခါလို့ခေါ်တယ်အမျိုးသမီးဘိက္ခုနီတွေရဲ့အပေါင်းကိုလည်းပဲတန်ခါလို့ပဲခေါ်တယ်အဲ့တော့ဘုရားလက်ထက်ကတော့ဘိက္ခုတန်ခါဘိက္ခုနီတန်ခါလို့တန်ခါဟာကိုချင်းသီလလည်းတူညီတယ်အမြင်ချင်းလည်းတူညီတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုတန်ခါလို့ခေါ်အဲ့တော့တန်ခါဆိုတာတဦးတယောက်ကိုမခေါ်ဘူးလို့ဒီလိုပြောဖွဲ့စည်းရဲ့နာမည်အဲ့တော့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာတဦးတယောက်မှပြုတာတဲ့အဖွဲ့အစည်းကိုရည်ညွှန်းပြီးတော့လှူတာတန်းတာဟာပို့ပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တယ်ဒီလိုပြောနော်အဲ့ဒါကိုတတိထားဖို့တန်ခါကိုရည်ညွှန်းပြီးတော့လှူတယ်ဒီကနေ့လက်ရှိတန်ခါတွေရဲ့တန်ခါတွေအနေထားကနေပြီးတော့မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာတို့
အစဆုံးတန်ခါဖြစ်လာတဲ့ပိဿဝဂီတို့အဲ့ဒီမထေရရဲ့အနွယ်အဆက်အဲ့ဒီတန်ခါတွေကိုပါဥတည်ချက်ထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာအမှန်တမ်းများတယ်လို့မြတ်စွာဘုရားဘာဖြစ်လို့လဲဆိုအနုတ္တရံပုံညခိတံလောကတလောကရဲ့ကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့ရာအတွက်အကောင်းဆုံးကုသိုလ်မြေလွှာပဲလို့ဒီလိုဟောတာဘာဖြစ်လို့အကောင်းဆုံးလို့ပြောဘုရားကိုယ်တိုင်ကိုယ်တွေ့ဒါနကောင်းမှုတွေဒါနပါရမီဖြည့်ဆည်းခဲ့တဲ့အချိန်မှာကိုချင်းသီလနဲ့ပြည့်စုံပြီးတော့ဒီလိုတန်ခါအဖွဲ့အစည်းကိုလှူနိုင်တဲ့ဘဝဆိုတာအမှန်တမ်းနည်းတယ်မလှူခဲ့ရတဲ့ဘဝတွေကများတယ်ဆိုပါစို့ဝေလာမပုံနာကြီးဖြစ်တဲ့အချိန်တုန်းကအကုန်အကျများစွာခံပြီးတော့သမယေချောင်းစည်းမြအလှကြီးပေးခဲ့တော်လည်းပဲအလှကံပုဂ္ဂိုလ်တွေဟာကိုချင်းသီလမရှိကြတဲ့တရဏဂုံမတည်ကြတဲ့တာမန်ပုဂ္ဂိုလ်တွေဖြစ်တယ်။ဘာနဲ့ဥပမာတူတုံးဆိုရင်အမှန်တန်ကောင်းတဲ့မျိုးစေ့တွေကိုကြက်တီးကုန်းမြေကြီးပေါ်မှာကျဲချရတယ်လို့ပဲ။ဟောရေဩဇာမရှိတဲ့တွေ့ချောက်နေတဲ့ကြက်တီးကုန်းမြေပေါ်မှာကျဲချလိုက်တဲ့မျိုးစေ့ဟာပေါက်တဲ့ဟာကပေါက်တယ်မပေါက်တာမပေါက်ပေါက်လာပြန်တော့လဲလှီလှီကလေးဆိုလိုတာကကုသိုလ်မရဘူးလို့ပြောတာမဟုတ်ဘူးကုသိုလ်ရဖို့အမတန်မှနည်းသွားတယ်ဒီလိုဆိုလိုတာနော်တန်ခါအဖွဲ့အစည်းဆိုတဲ့မြေလွှာကြတော့အဲ့ဒီလိုမဖြစ်ဘူးတဲ့အမတန်မှမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်ပျိုးလိုက်ရတဲ့အပင်ဟာသူ့မှာပဲလဲစဘာနဲ့ပြောမယ်ဆိုလို့ရှိရင်မြေမကောင်းတဲ့စီစိုက်လို့ရှိရင်တတင်းလောက်စိုက်လို့ရှိရင်10တင်းတို့15တင်းတို့တင်း50တို့ဒီလောက်ပဲထွက်မြေဩဇာကောင်းပြီဆိုရင်တင်း100ဆိုလိုတာကအစ100အစ1000ဒီလိုရနိုင်တာပြောနော်အဲ့ဒါကြောင့်မို့လို့တန်ဃာတွေကြတော့အမှန်တမ်းမြတ်စွာဘုရားရဲ့တပိတာဝကအရိယတန်ဃာတွေတပိတာဝကအရိယတန်ဃာတွေဟာထူးခြားတဲ့ဂုဏ်ကြီးဂုဏ်သွေးတွေရှိကြတယ်အပကနံပိကာရဏံဝိပုလဖလပฏิလာဘကရဏေနတံကောလို့ဆိုတဲ့အတိုင်းနည်းနည်းလေးလှူတာဟာအများကြီးအကျိုးရတယ်တန်ဃာတွေကကိုချင်းသီလရှိလာပြီကိုချင်းသီလရှိတဲ့ပြီးသွားတဲ့တန်ဃာတွေကိုလှူလိုက်ရပြီဆိုလို့ရှိရင်စွန်းလေးတစ်စွန်းနဲ့တင်ပဲရလိုက်တာကအများကြီးဆိုလိုတာကအရင်နည်းကနည်းနည်းလေးအမြတ်များများရတယ်လို့ဒီလိုပြောတာဒါကလှုပ်တက်လို့ရှိရင်ပို့ပြီးတော့ရမြေကလည်းကောင်းတယ်ကိုယ့်ရဲ့စိတ်နှလုံးကလည်းကောင်းတယ်ဆိုလို့ရှိရင်ပို့ရစီးပွားရေးလုပ်တယ်လို့ပဲတစ်ပင်စိုက်တယ်လို့ပဲတစ်ပင်စိုက်တဲ့ပုဂ္ဂိုလ်ကလည်းမြေကိုလည်းရွေးတတ်တယ်မျိုးစေ့ကောင်းကောင်းကိုလည်းရွေးတယ်စိုက်ပျိုးပြီးတဲ့အခါမှာလည်းပဲစောင့်ရှောက်မှုတွေပေးတယ်ဆိုလို့ရှိရင်ဒီတစ်ပင်ဟာတီးနှံပို့ထွက်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့မျိုးစေ့ကလည်းညံ့တယ်မြေကလည်းညံ့တယ်စောင့်ရှောက်မှုကလည်းအားနည်းတယ်ရေလောင်းပေါင်းတဲ့မရှိဘူးဆိုလို့ရှိရင်တော့ဒါဒီတစ်ပင်ကလှိကြီးပဲဖြစ်နေပါဘူးအဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာမျိုးစေ့လည်းကောင်းဖို့လိုတယ်မြေလည်းကောင်းဖို့လိုတယ်မိမိရဲ့ကြိုးစားအထောက်မှုစိတ်နေသဘောထားဆိုတာလည်းလိုအပ်တယ်လို့ဆိုသတိထားဖို့လူတတ်တဲ့ပုဂ္ဂိုလ်တွေကပိုရတန်ဃာတွေကိုအာယုံပြုပြီးတော့လှူလိုက်တဲ့အခါမှာအပကနံပိကာရဏလက်အုပ်လေးတစ်ချိန်ချီတာပဲဖြစ်စေဆွန်ကလေးတစ်စုံလောင်းလိုက်တာပဲဖြစ်စေပန်းကလေးတစ်ပွင့်နဲ့ပူဇော်လိုက်တာပဲဖြစ်စေနောက်ဆုံးမှာဘာမှမရှိလို့ရှ िख ိုးဝှချလိုက်တာပဲဖြစ်စေအဲ့ဒီကုသိုလ်ကောင်းမှုဟာအမှန်တမ်းကြီးပွားတာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကစန္ဒာလီလို့ခေါ်တဲ့သူဆင်းရဲမကြီးသရောင်းစားမကြီးတယောက်ရှိ
အဲ့စန္ဒာလီဆိုတဲ့သရောင်းသားမကြီးအမတမဆင်းရဲရှာဝတ်ထားတဲ့အဝတ်ကလည်းစုပ်စုပ်ပြက်ပြက်စားရတယ်လည်းထမင်းနတ်မှန်အောင်မစားရအောင်တောင်းစားလို့ရတဲ့အခါရတယ်မရတဲ့အခါမရအောင်အသက်ရလည်းကြီးလာအဲ့ဒါလို့ဆင်းရဲဒုက္ခရောက်နေတဲ့စန္ဒာလီဆိုတဲ့ဒီသရောင်းသားမကြီးဟာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆွမ်းခံကြွတဲ့အခါမြတ်စွာဘုရားနဲ့အတူဆွမ်းခံကြွတဲ့အချိန်ရှင်မောက္ကလန်ကတိုက်တွန်းတယ်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥချီလိုက်ငေးမနေနဲ့တချို့ကတန်ဃာလမ်းတွေ့တောင်မှလက်ဥချီရကောင်းမှမသိဘူးဆိုရင်ကုသိုလ်ရမှမသိတော့ပါမှန်ကနော်ဘာမှလူစရာမရှိလည်းပဲတန်ဃာတွေတွေ့လို့ရှိရင်မြတ်စွာဘုရားရဲ့လက်ထက်ကအရိယတန်ဃာတွေဟာဒီလိုအဆက်အနွယ်တွေပါလားလို့ဆိုပြီးတော့လက်ဥကလေးချီလိုက်အဲ့ဒီမှာလည်းပဲစန္ဒာလီဆိုတဲ့သရောင်းသမကြီးဟာလက်ဥချီရမှမသိဘူးမသိတဲ့အခါရှင်မောက္ကလန်ကနေပြီးတော့လက်ဥချီဖို့သူ့ကိုပြောလိုက်ဘုရားကြွလာတာဘုရားကိုလက်ဥချီလိုက်ရှ िख ိုးလိုက်လို့ပြောလိုက်တဲ့အချိန်မှာသူရှင်မောက္ကလန်တိုက်တွန်းချက်အရာအာတတယောနဲ့မြတ်စွာဘုရားကိုလက်ဥချီလိုက်တယ်ရှ िख ိုးလိုက်မကြခင်မဲ့တန်ဃာတွေလည်းကြွသွားရောလမ်းမှာတွေ့တဲ့နွားတစ်ကောင်ကသူ့ကိုခွေလိုက်တာနဲ့အဲ့ဒီအဖွားကြီးကဆုံးသွားနော်သူ့မှာကုသိုလ်ကောင်းမှုဆိုလို့ဘာမှမရှိဘူးရှင်မောက္ကလန်ကလက်ဥချီလိုက်ရှ िख ိုးလိုက်ဆိုလို့သူလက်ဥချီပြီးတော့ရှ िख ိုးလိုက်တာဒီကုသိုလ်လေးပဲရှိသေတဲ့အခါကျတော့သူသေသွားတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုဗိမာန်ကြီးနဲ့သွားပြီးနတ်သမီးကြီးဖြစ်နေတယ်ဘယ်သူကနေပြီးတော့ကဲတင်ပေးလိုက်တာတော့ဆိုမြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥကလေးချီလိုက်တာပြီးကဲတင်ပေးလိုက်တာဘလောက်ဆင်းရဲဒုက္ခတွေကတက်တာသွားတယ်စဉ်းစားကြည့်အဲ့တော့လောကကိုမမြင်ရတဲ့အခါကျတော့လူတွေကယုံကြည်မှယုံတာသို့တော့ကိုလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးဟာဒီလိုရှိတယ်ဆိုဝိမာနဝတ္ထုမှာမှတ်တမ်းနေရှိတယ်ရှင်မမောက္ကလန်ကိုရောမြတ်ကတကူတော်နဲ့နတ်ပြည်ကြွသွားပြီးတော့ဗိမာန်တွေကိုလိုက်ကြည့်တဲ့အခါမှာဗိမာန်ရှင်နတ်သားနတ်သမီးတွေကထွက်ပြီးတော့ကြောကြတဲ့အခါမှာဘာကောင်းမှုကြောင့်ဒီလိုဘုံဗိမာန်ကြီးရတာတော့နတ်စည်းစိမ်ဘာလို့ခံစားရတာတော့လို့ဆိုတချို့ကပြောရမှာရှက်တယ်ဘာဖြစ်လို့ရှက်တုံးဆိုလို့ရှင်သူလုပ်ခဲ့တာလေးကနည်းနည်းလေးရထားတာကအများကြီးအဲ့ဒါကြောင့်မလို့ပြောရမှာရှက်တယ်သမင်းကျူးလေးလှူလိုက်တာနဲ့ဆွန်းလေးတစ်စုံလောင်းလိုက်တာနဲ့ပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့သူ့ရဲ့စေတနာတရားစွမ်းအားတွေကနေအကျိုးပေးလိုက်တာရလိုက်တာဗိမာန်ကြီးတွေနဲ့ချမ်းသာဒုက္ခတွေရနေတယ်အဲ့ဒါလို့ရတာဟာမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒီလိုကုသိုလ်ကောင်းမှုတွေရဲ့အကျိုးဟာတောက်တောက်ပြောင်ပြောင်ဖြစ်တာတဲ့တရားမင်းကြီးဆိုတာမြတ်စွာဘုရားမပွင့်ခင်ကဘုရားမပွင့်ခင်ခေတ်ကာလမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မာဃလူလင်ဘွားကနေပြီးတော့တရားဖြစ်သွားတာအာလုံးဒီဝတ္ထုကြားဖို့ရမဆလရွာမှာမာဃလူလင်ဥဆောင်တဲ့33ယောက်သောလူတွေဟာကုသိုလ်ကောင်းမှုကိုစုပေါင်းညီညာပြီးပုံညတဟာယအနေနဲ့လှုပ်ကြတက်ကြွလှုပ်ကြအဲ့ဒါလိုကုသိုလ်ကောင်းမှုတွေလှုပ်ပြီးတော့သိတဲ့အခါမှာတရားဖြစ်ကြဒါကအဲ့ဒီအချိန်မှာတန်ခါဆိုတာမရှိဘူးနော်တာမန်ပဲလူမှုရေးတွေအရက်ထဲမှာကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်တန်ခါဆိုတာမရှိဘူးနောက်ဖျားပွင့်လာတဲ့အခါကျတော့တန်ခါတွေကိုကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရောက်လာတဲ့နတ်တွေကဘုံမိမ္မာန်တွေကလည်းတရားမင်းကြီးတို့နေတဲ့ရှေးကရောက်လာတဲ့နတ်တွေရဲ့ဘုံမိတ်နတ်တွေရဲ့ဘုံမိမ္မာန်နဲ့ပို့ပြီးတော့တောက်ပြောင်တယ်အဝတ်အစားတွေကလည်းပို့ပြီးတော့သစ်လွင်နေတဲ့ရုပ်အဆင်းတွေကလည်းပို့ပြီးတော့လှတယ်ချမ်းသာဒုက္ခတွေကလည်းပိုကောင်းလာတယ်ဘုရားသာသနာတော်နဲ့ကြုံတွေ့ပြီးတော့သာသနာတွင်မှာလှုပ်လျရတဲ့ကုသိုလ်ကောင်းမှုတွေဟာတရားမင်းကြီးရဲ့အရှိန်အဝါတ
တရားရဲ့နောက်ပါခြံရံနေရဲ့အရှိန်ဝါတဲ့ပူတောက်တယ်ဆိုလိုတာကဖျားမပွင့်ခင်ကကုသိုလ်ကောင်းမှုလုပ်တဲ့နတ်တွေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်တဲ့နတ်တွေနဲ့ဖျားပွင့်ပြီးတဲ့နောက်မှာကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်သွားတဲ့နတ်တွေရဲ့အရှိန်ဝါခြင်းဟာသိကွာခြားတယ်လို့ဆိုတယ်တစ်လွင်တောက်ပြောင်မှုကအမှန်တမ်းကွာခြားတယ်သုလရထမဟာရထဆိုတဲ့နတ်တွေဘုံမိမ္မာန်နေနဲ့ဘုံမိမ္မာန်တွေကထွက်ပြီးတော့ခန်းခန်းနာနာသူတို့စီးစရာရင်တွေကိုစီးပြီးထွက်လာပြီဆိုလို့ရှိရင်တရားမင်းကြီးကရှင်ပြီးတော့မထွက်ရဲဘူးလို့တောင်ဆိုတာဘာဖြစ်လို့လဲဆိုရင်အရှိန်ဝါခြင်းกว่าပဲဟောင်းတာနဲ့တစ်တာနော်တောက်ပြောင်မှုရှိတာမရှိတာအလုံးกว่าနတ်ပြည်ဆိုတာကကုသိုလ်ကောင်းမှုရဲ့အကျိုးသက်သက်ခံစားရတာလူပြည်လို့အဝတ်လဲခြင်းလို့ရတာမဟုတ်ဘူးနတ်ကကုသိုလ်ပေးတဲ့အတိုင်းပဲနေကြဒါကြောင့်မို့တရားမင်းကြီးကလူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာကြားဖို့ရတယ်မဟုတ်လားအဲ့တော့သာသနာပေါင်းမှာလုပ်တဲ့ကုသိုလ်ဟာအမှန်မှထူးခြားတယ်ဒါဘာကြောင့်လဲလို့ဆိုရင်အနုတ္တရံပုံညခိတံလောကတ္တတန်ဃာနဲ့တူတဲ့ကုသိုလ်ကောင်းမှုပြုเสียနေရဆိုတာမရှိဘူးဒါကအကောင်းဆုံးပဲလို့ဒီလိုဆိုလိုတာပေါ့အကောင်းဆုံးပဲနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေများများကြီးလည်းလောက်တာမဟုတ်ဘူးလက်ဥကလေးခြိလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ဆွန်းလေးတစ်စွန်းလှူလိုက်တာနဲ့နတ်ပြည်ရောက်တဲ့အဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေကိုရပြီးတော့ဖြစ်သွားတဲ့စိစိမ်ဥစ္စာတွေကလည်းတာမန်နှစ်ပေါင်းများစွာကုသိုလ်ကောင်းမှုသာသနာ့ဘအခါမှာဝေလာမပုံနာကြီးတို့လိုအကြီးအကျယ်လှူဒန်းခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့အရှိန်ဝါပို့ပြီးတော့များနေတယ်ဒါဘာကြောင့်လို့ဆိုရင်မြေကောင်းလို့ဒီလိုပြောအောင်နော်လောကမှာလည်းပဲမြေကောင်းတဲ့နေရာစိုက်တာနဲ့မြေမကောင်းတဲ့နေရာစိုက်တာအမှန်တမ်းကွာကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးလူတွေတဲ့နတ်တွေကပို့ပြီးတော့သိကြလူတွေကတော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုသိပြီးတော့မသိကြဘူးမသိကြဘူးဆိုတာလူဘဝရလာတဲ့အခါမှာကံတရားအကြောင်းတော့ပြောကြပါရဲ့သို့တော့လူဘဝရောက်လာပြီဆိုရင်စာဝတ်နေရေးလုံးပန်းလို့ရလာတဲ့အချိန်လေးနဲ့ပျော်လို့ပါလို့ဒီလိုလှုပ်ရင်းနဲ့ဘဝတစ်ခုဟာအဆုံးသတ်သွားကြလူတွေမှာအဆုံးသတ်သွားတယ်ကြိုးစားမှကိုရတယ်ဆိုတဲ့အသိလေးနဲ့ဒီလိုနေကြသို့တော့နတ်ပြည်မှာကြတော့လုတ်ကင်စားတော့လို့ရတဲ့နေရာမဟုတ်ဘူးကုသိုလ်ကံပေါ်မှာမူတည်ပြီးတော့စားကြရတာဆိုတော့ကုသိုလ်ကံကောင်းရင်ကောင်းသလောက်အကျိုးရှိကုသိုလ်ကံညံ့ရင်ညံ့တယ်လို့ဖြစ်လူတွေကြတော့ကုသိုလ်ကံနဲ့လုံလဝိရိယအကျိုးကထင်ရှားဒါကြောင့်မို့လူဘဝကိုဥဋ္ဌာဏဖလူပစီဝီတဲ့လုံလဝိရိယဖြင့်မှီပြီးတော့အသက်မွေးရတဲ့ဘဝမျိုးဆိုတော့လူတွေဟာကိုကြိုးစားရင်ကိုရတယ်ဆိုတော့ကုသိုလ်ကံရဲ့အကျိုးကိုသိမသိဘူးနတ်တွေတော့မသိဘူးနတ်တွေကြတော့အဲ့ဒါလိုမဟုတ်ဘူးကမ္မဖလူပစီဝီအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတရားရဲ့အကျိုးကိုခံစားပြီးတော့နတ်တွေကသိကြကံတက်ပေါ်မှာအမိပြုပြီးတော့အသက်မွေးကြရတာဆိုတော့ကုသိုလ်ကံရဲ့အကျိုးကိုပို့ပြီးတော့သိတတိထားမိတယ်ပေါ့လူတွေဒါကြောင့်မို့နတ်တွေဟာသူတို့တောင်းတဆုံးဘုံဘဝဟာဘယ်ဟာလဲလို့ဆိုရင်လူဘဝပဲလူဘဝကိုသိတောင်းတတယ်ဘာဖြစ်လို့တောင်းတလူဘဝရမှကုသိုလ်ကောင်းမှုဆိုတာလုပ်ခွင့်ရနတ်ပြည်မှာရောကုသိုလ်ကောင်းမှုလုပ်လို့မရဘူးလားဆိုအမှန်တမ်းအခွင့်နည်းတယ်လို့ဒီလိုပြောလူပြည်မှာဒါနကောင်းမှုလုပ်ခြင်းလည်းရတယ်သီလဆောက်တည်ခြင်းလည်းရတယ်ကမ္မထံဘာဝနာပွားများလို့ရတယ်ဒါကြောင့်မို့လို့နတ်တွေကနေကြည့်လိုက်လို့ရှိရင်လူဘဝဟာရခဲ့တဲ့ဘဝတစ်ခုဖြစ်ရကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နိုင်လို့သို့တော်လူတွေကလောက်ကြသလားလဲဆိုမလောက်ဘူးမိမိလျော်ရောနေကြတဲ့လူတွေကများတယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေသာလဲနတ်ပြည်နတ်ချမ်းသာကိုခံစားကြရတာဒါကြောင့်မို့လို့နတ်ပြည်ကနတ်တွေကလူဘုံကိုသူတိဘုံလို့သတ်မှတ်ကြတယ်နတ်ပြည်ကနတ်တွေသိလို့ရှိရင်လူပြည်ကိုရောက်ဖို့သူတို့မှာစိတ်ဆန္ဒရှိကြဘာဖြစ်လို့လဲဆိုလူပြည်ရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုထပ်လုပ်တယ်လုပ်ပြီးရင်နတ်ပြည်ကိုပြန်သွားကြတယ်
ဒါကြောင့်မို့လို့လူပြေနေခြင်းလို့လာတာတော့မဟုတ်ဘူးနော်လူနဲ့နတ်နဲ့ဆိုတော့ဘလောက်ကွာခြားတယ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့အနံ့နတ်တွေကမခံနိုင်ဘူးတဲ့လူတွေကသာကိုယ်အနံ့ကိုမှုေးနေကြတာလေနတ်တွေကတယုဇနာလောက်ကလူတွေရဲ့အနံ့ကိုမခံနိုင်ကြဘူးဟုတ်တော့ဟုတ်တော့နော်တရိစ္ဆာန်ယုံနဲ့သွားကြည့်ရင်တရိစ္ဆာန်တွေရဲ့အနံ့ကိုလူတွေကမခံနိုင်ဘူးလေအဲ့ဒီအနံ့ကိုမခံနိုင်ဘူးလူတွေရဲ့အနံ့ကိုလည်းပဲနတ်တွေကမခံနိုင်ဘူးနံ့တယ်ဟောအဲ့တော့လူတွေကတော့ကိုယ်အချင်းချင်းကိုမှုေးနေကြတာပဲတရိစ္ဆာန်တွေကလည်းသူတို့အချင်းချင်းကြတော့မှုေးနေကြတာပဲနော်နေသားကြပြီးတော့မှုေးကြိုင်နေကြအေးလူတွေရဲ့ချမ်းသာဒုက္ခနဲ့နတ်တွေရဲ့ချမ်းသာဒုက္ခဆိုတာအလွန်တရာကွာခြားတယ်အလွန်တရာကွာခြားပေမဲ့လို့သူတို့ကလူပြည်ဖြစ်ချင်တာဘာကြောင့်လဲလို့ဆိုရင်ကုသိုလ်ပင်မျိုးစိုက်ပျိုးခြင်းလို့လူပြည်လာချင်တာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နော်လူပြည်ဟာကုသိုလ်လုပ်ဖို့ခွင့်ရည်တွေအများကြီးရှိတယ်ဒါကြောင့်မို့လူပြည်လာချင်ကြတယ်ကောင်းပြီလူပြည်မှာကုသိုလ်လုပ်ဖို့အကောင်းဆုံးဆိုတာဘာလဲလို့ဆိုတန်ခါပဲနော်တန်ခါဟာအကောင်းဆုံးကုသိုလ်လုပ်ဖို့နေရာကြီးတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာဒီပြင်နေရာမှာမရှိဘူးနော်တန်ခါခုံ၉ပါးထဲမှာအနုတ္တရံပုံညခတံလောကတာလောကသားတို့ရဲ့ကုသိုလ်ကောင်းမှုစိုက်ပျိုးရာလယ်မြေတာနဲ့တူတာဟာတန်ခါပဲလို့ဘာဖြစ်လို့တန်ခါကိုပြောရတယ်လဲဆိုအပကဏံပိကာရဏံဝိပုလဖလပฏิလာဘနည်းနည်းလေးလှုပ်တာအများကြီးရနိုင်ဗမာတွေပြောလို့ရှိတယ်ညောင်စိတ်လေးလောက်လှုတော့ညောင်မင်းကြီးလောက်ရတယ်ဆိုတဲ့အကျိုးမျိုးပေးနိုင်တာတန်ခါပဲဒီလိုဆိုတာအဲ့တော့တန်ခါဆိုတာဘုန်းကြီးတွေလှူတာဒီလောက်အကျိုးရလားလို့ဆိုဘုန်းကြီးတစ်ပါးတည်းကိုလှူတာပြောတာမဟုတ်ဘူးတန်ခါကိုလှူတာကိုပြောနော်အဲ့ဒါကိုကွဲပါစေနော်တန်ခါနဲ့ဘုန်းကြီးတစ်ပါးနဲ့မတူဘူးဆိုတာကိုယ်ရည်ရွယ်ချက်ကတန်ခါကိုရည်ရွယ်ရမယ်ပုဂ္ဂိုလ်ကိုမရည်ရွယ်ရဘူးပုဂ္ဂိုလ်ဆိုတာတခါတလေအမြင်တော်တာရှိခြင်းရှိမယ်အမြင်မတော်တာရှိမယ်ကောင်းတာရှိတယ်မကောင်းတာရှိတယ်တန်ခါဆိုတဲ့အဖွဲ့အစည်းကြတော့မကောင်းမှုဆိုတာမရှိဘူးအရိယာမြတ်စွာဘုရားရဲ့တပိတာဝကအဖွဲ့အစည်းကိုလှူပါတယ်အဲ့ဒီထဲမှာပုဂ္ဂိုလ်တဦးကကိုယ်စလဲသာဖြစ်တယ်ကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကကိုယ်စလဲသာကိုယ့်ရဲ့ရည်ရွယ်ချက်ကပုဂ္ဂိုလ်မဟုတ်ဘူးတန်ခါကိုရည်စူးတယ်လို့စိတ်ကိုအဲ့ဒါလို့ထားထားရမယ်နော်အဲ့ဒါလို့ထားတတ်လို့ရှိရင်မြတ်စွာဘုရားကဒက္ခိဏဝိပင်္ဂသုတ်မှာဟောထားတာကိုမှတ်သားသင့်တယ်နောင်တစ်ခေတ်မှာတဲ့ကိုချင်းတရားတွေပြက်ပြားလာတဲ့အခါမှာဘုန်းကြီးတွေကဘာဖြစ်လာယဟန်တွေကဘာဖြစ်လာလဲလို့ဆိုရင်နောက်ဆုံးမှာပထမတော့သင်္ကန်းဝတ်ထားကြသေးတယ်နောက်ဆုံးရောက်တဲ့အခါကျတော့အဲ့ဒီသင်္ကန်းကိုမဝတ်တော့ဘူးသင်္ကန်းရောင်လေးကိုလက်ပင်ပတ်ထားတာဒါဘုန်းကြီးဆိုတဲ့သင်္ကေတလေးအဲ့လောက်ပဲကြမ်းနောက်တစ်ခေတ်မှာအဲ့ဒီလိုတန်ကယဟန်မျိုးကိုဂုတ္တရဘူးလို့ခေါ်တယ်တကယ်ကောင်းမြတ်တဲ့အနွယ်တွေကိုဖြည့်ဆည်းပြည့်သူနောက်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့ဒါမရှိဘူးလို့မထင်နဲ့ခဏဂျပန်နိုင်ငံမှာရှိနေပြီနော်ဂျပန်နိုင်ငံမှာရှိနေဘုန်းကြီးတို့တီဟိုနေတုန်းကဂျပန်ဘုန်းကြီးတဲ့ရှင်ဗုဒ္ဓဇင်းကိုလာပြီးတော့ပို့ချသူကဘုန်းကြီးတွေရဲ့ရှေ့မှာရေးတယ် Reverend လို့ဆိုတာရေးထား Reverend လို့ရေးထားတယ်သူကြည့်လိုက်တော့လေဘိုကေနဲ့ necktie နဲ့နော်ဘောင်းမီရှည်နဲ့ဘယ်လိုလာတော့လူဝတ်ကြောင်မှတ်မဟုတ်ဘူးသူလိစ္ဆာကတ်တို့သူ့အခန်းတို့ရေးထားတာကြည့်လိုက်တော့ Reverend လို့ရေးထားဟောဒါဘုန်းကြီးလားလို့ဆိုဟုတ်တယ်တဲ့ဘုန်းကြီးဂျပန်ဘုန်းကြီးနော်ဂျပန်ဘုန်းကြီးတဲ့အဲ့ဒီဂျပန်ဘုန်းကြီးကဇင်ဗုဒ္ဓဘာသာအကြောင်းကိုလာပြီးတော့ပို့ချလိုက်တယ်ဘယ်ချိန်မှာဘုန်းကြီးအပင်ဆောင်တော့ဆိုလို့ရှိရင်
ဘာသာရေးအခမ်းအနားတစ်ခုလုပ်တဲ့အခါကျတော့အပေါ်ကဝတ်ယုံကြီးတစ်ခုခြုံပြီးတော့ဘုန်းကြီးအသွင်ဆောင်ဒီပြင်ချိန်မှာတော့သူကသားနဲ့မယားနဲ့နော်သားနဲ့မယားနဲ့နေတာဒါဂျပန်ပြည်မှာတကယ်ရှိနေပြီပေါ့အဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးဆိုရင်ကိုရန်ဆန်ကဂျပန်ဘုန်းကြီးတစ်ပါးဆိုရင်ဗမာနိုင်ငံကဗမာအမျိုးသမီးတစ်ယောက်နဲ့အိမ်အောင်ကြပြီဟိုလွန်ခဲ့တဲ့2 နှစ်လောက်ကရန်ကုန်လာပြီးတော့သူအမျိုးသမီးကအလှလူတဲ့အခါမှာအဲ့ဒီဂျပန်ဘုန်းကြီးလည်းပါလာဘာသာရေးခန္ဓာလုပ်တဲ့အခါတော့သင်္ကန်းတို့ဝိယုံခြုံလိုက်တယ်ဒီပြင်အချိန်ရောက်တဲ့အခါကျတော့ပစိုးနဲ့အင်ကြီးနဲ့လူဝတ်ကြောင်နဲ့နေဟောအဲ့ဒါမျိုးဟာမြတ်စွာဘုရားဟောခဲ့တဲ့ဂုတ္တရဘူးဆိုတဲ့ယဟန်မျိုးဖြစ်သွားတယ်ပေါ့အဲ့ဒီမြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်ဆိုအဲ့ဒီလိုဂုတ္တရဘူးဆိုတဲ့ယဟန်မျိုးခေတ်ရောက်လာတဲ့အခါမှာတဲ့တန်ဃာကိုရည်စူးပြီးတော့လှူမယ်ဆိုလို့ရှိရင်တောင်မှပဲကောင်းကျိုးချမ်းသာတွေအများကြီးရနိုင်ပါသေးတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်နော်လှူတာကသူ့ကိုလှူတာမဟုတ်ဘူးတန်ဃာကိုရည်စူးရမှာနော်ကိုယ့်ရဲ့ရည်စူးချက်ကတန်ဃာကိုရည်စူးရမှာအဲ့ဒါလို့ရည်စူးတတ်ပါစေပုဂ္ဂိုလ်တယောက်အနေထိုင်မတတ်တာနဲ့မပြစ်မှားရအောင်တန်ဃာကိုရည်စူးရကိုရည်စူးတာဒါကတန်ဃာဆိုတာမြတ်စွာဘုရားရဲ့တပိဋကဝကအစဉ်အဆက်ကလာခဲ့တဲ့အဖွဲ့အစည်းတစ်ခုကိုရည်ညွှန်းတာကောင်းပြီတန်ဃာဆိုတာတန်ဃာဆိုတဲ့အဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်ပြည့်စုံရမယ့်အင်္ဂါရပ်တွေကတော့ဘာတွေလဲလို့ဆိုရင်အလုံးသိတဲ့အတိုင်းသုပ္ပတိပန္နောဘဂဝတောတာဝကတန်ဃောတာဝကတန်ဃာဆိုတာမြတ်စွာဘုရားတပည့်ရဲ့အစုအဝေးအဖွဲ့အစည်းဒီလိုဆိုလို့ဘုရားရဲ့တပည့်လို့နာမည်ခံထားရင်အဲ့ဒီထဲကအဖွဲ့ဝင်လောကမှာအခုလည်းဘာအသင်းညာအသင်းဆိုတာရှိတယ်မဟုတ်လားအခုလည်းဆောင်းလောင်းသင်းတို့ဘာလို့ဆိုတာရှိတာပဲလေအဲ့ဒီအသင်းဆိုတာတယောက်တည်းကိုခေါ်တာမဟုတ်ဘူးအဖွဲ့အစည်းကိုခေါ်တယ်အဲ့ဒါလိုပဲတန်ဃာဆိုတာအဖွဲ့အစည်းကိုခေါ်တယ်မြတ်စွာဘုရားရဲ့တပည့်အသင်းဝင်အဲ့ဒီအသင်းဝင်ဆိုတဲ့အခါမှာကောင်းတာလည်းရှိတယ်မကောင်းတာမရှိဘူးဒါဟာပုဂ္ဂိုလ်နဲ့ဆိုင်အသင်းနဲ့မဆိုင်เนาะဒါကြောင့်မို့အဲ့ဒါကိုခွဲခြားပြီးတော့မြင်ထရမမြင်လို့ရှိရင်လုံးပြီးတော့ပြောမိတတ်တယ်အဲ့ဒါမှားတယ်ပေါ့လုံးပြီးပြောရင်ကိုယ်မှအပြစ်ဖြစ်လုံးပြောเสียမလို့ဘူးဗမာစကားတွေလည်းပြောတယ်မဟုတ်လားခြေမမကောင်းခြေမလက်မမကောင်းလက်မမကောင်းတာကပုဂ္ဂိုလ်နဲ့ဆိုင်တန်ခါနဲ့မဆိုင်တန်ခါနဲ့မဆိုင်ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တပိတာဝကဆိုတာသုပ္ပတိပန္နမဂ္ဂင်၈ပါးအကျင့်တရားမှန်မှန်ကန်ကန်ကျင့်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘာလဲပြောမယ်ဆိုသီလသမာဓိပညာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိကသမာဓိသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပကပညာလို့ဆိုသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကောင်းမွန်စွာကျင့်နေလို့ကျင့်နေစေပုဂ္ဂိုလ်တွေကိုသုပ္ပတိပန္နာလို့ဒီလိုခေါ်တယ်။မြတ်စွာဘုရားတပည့်သားဆိုလို့ရှိရင်သာသနာပေါင်းဝင်လိုက်ကြတဲ့ကကိုချင်းသီလဆောက်တရားကိုချင်းသီလမရှိဘဲနဲ့တပည့်သားမဖြစ်ဘူး။ကြည်လေခုနတော့ကပိဋကတရားနာတော့မယ်ဆိုလို့ရှိရင်ငါးပါးသီလဆောက်တည်လိုက်တာငါးပါးသီလဆောက်တည်ထားတဲ့အခုပိဋကဟာငါးပါးသီလပြည့်စုံနေတဲ့ပိဋကပဲလူတိုင်းမေးကြည့်ဒီချိန်မှာငါးပါးသီလဘယ်သူမှမချိုးဖောက်ဘူးဆောက်တည်ထားတဲ့ငါးပါးသီလပြည့်စုံရှိနေကြသီလရှိနေကြအဲ့ဒါလိုပဲသာသနာပေါင်းဝင်ပြီးတော့ယဟန်တစ်ပါးသာသနာပေါင်းရောက်လာတာနဲ့တပြိုင်နက်သီလပြည့်စုံသွားအဲ့ဒီပြည့်စုံသွားတဲ့သီလဟာယဟန်တော်တွေမှာပါရာဇိကသိက္ခာပုဒ်၄ခုမကျူးလွန်မဖောက်ပြက်အဤသည်များကာလပတ်လုံးယဟန်ဘဝမဆုံးရှုံးသေးဘူးဒီလိုဆိုလိုတာပေါ့နော်မဆုံးရှုံးသေးတော့ယဟန်ဆိုတဲ့အဖြစ်ကသူ့အယုတ်သိမ်းမခံရသေးဘူးဟောအဲ့ဒါလို့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ဒီအကျင့်တွေကိုကျင့်နေတာသုပ္ပတိပန္နလို့ခေါ်နောက်တစ်ခါဥစုပ္ပတိပန္နဖြောင့်မတ်တယ်
မဂ္ဂင်၈ပါးအကျင့်တရားဟာနိဗ္ဗာန်ကိုသွားတဲ့လမ်းဟာတကယ်ကိုဖြောင့်မတ်တဲ့လမ်းဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ကိုတစ်ဖြောင့်နဲ့ကျင့်သို့မဟုတ်ရိုးသားဖြောင့်မတ်စွာကျင့်အဲ့ဒီသီလသမာဓိပညာကျင့်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာလည်းဖြောင့်စင်းတယ်နိဗ္ဗာန်ကိုသွားဖို့လမ်းကြောင်းပေါ်မှာလည်းသူဖြောင့်ဖြောင့်မတ်မတ်ရောက်တယ်လို့ဒါကြောင့်မို့ဥစုပฏิပန်နောဘဂဝတောတာဝကပံယောဂန်နဲ့အကျင့်ဆိုတာနိဗ္ဗာန်ရောက်ဖို့လမ်းကြောင်းနဲ့တင့်လျော်နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အနေအထားရှိတာမျိုးလျော်တယ်လို့ပြောတယ်နော်အဲ့ဒီလျော်တဲ့အကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဒါကကျင့်နေစေပုဂ္ဂိုလ်တွေကိုလည်းရည်ညွှန်းတယ်တခါတရံကြတော့ကျင့်ပြီးသားပုဂ္ဂိုလ်တွေကိုလည်းရည်ညွှန်းတယ်အဲ့တော့ကျင့်နေစေပုဂ္ဂိုလ်တွေကိုရည်ညွှန်းတယ်ဆိုလို့ရှိရင်အဆင့်အမြင့်ဆုံးကြတော့မက္ခထာလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့သောတပတ္တိမက်ကိုမျက်မှောက်ပြုသွားတယ်သဂရဂါမိမက်ကိုမျက်မှောက်ပြုသွားတယ်အနာဂါမိမက်ကိုမျက်မှောက်ပြုသွားတယ်ရတ္တမက်ကိုမျက်မှောက်ပြုသွားတယ်ဆိုရယ်မက်စိတ်ဖြစ်ပေါ်နေတဲ့အခိုက်မက္ခထပုဂ္ဂိုလ်၄ဦးကိုဒါကျင့်စေပုဂ္ဂိုလ်လို့အဲ့ဒီမက္ခထမရောက်သေးပေမဲ့လို့သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်နေပြီဆိုတဲ့ကဒါဟာလဲကျင့်စေပုဂ္ဂိုလ်လို့ဒီလိုပြောအဲ့ဒါလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာအမြင့်ဆုံးပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်ယတိရံသတ္တာရိပုရိတယုဂာနိသတ္တာရိပုရိတယုဂာနိဆိုအစုံအားဖြင့်၄စုံဆိုတာသောတပတ္တိမက္ခထသောတပတ္တိဖလထသဂရဂါမိမက္ခအဲ့ဒါကတစုံသောတပတ္တိမက္ခထနဲ့သောတပတ္တိဖလထကတစုံသဂရဂါမိမက္ခထနဲ့သဂရဂါမိဖလထတစုံအနာဂါမိမက္ခထနဲ့အနာဂါမိဖလထတစုံအရဟတမက္ခထနဲ့အရဟတဖလထတစုံလို့ဆိုဒါကို၄စုံလို့ပြောနော်အစုံလိုက်အထပုရိတပုဂ္ဂလာအရေးအတွက်ကြတော့အစုံက၄ခုဆိုတစ်ခုစီခွဲလိုက်တဲ့အခါကျတော့၈ခုဖြစ်သွားပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်၈ယောက်ဖြစ်သွားသောတပတ္တိမက္ခထပုဂ္ဂိုလ်သောတပတ္တိဖလထပုဂ္ဂိုလ်2ယောက်သဂရဂါမိမက္ခထပုဂ္ဂိုလ်သရဝမိဖလထပုဂ္ဂိုလ်2ယောက်အနာဂါမိမက္ခထပုဂ္ဂိုလ်အနာဂါမိဖလထပုဂ္ဂိုလ်2ယောက်အရဟတမက္ခထပုဂ္ဂိုလ်အရဟတဖလထပုဂ္ဂိုလ်လို့ဆို8ယောက်ဖြစ်အဲ့ဒါဟာလမ်းဆုံးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောကြားတော်မူခဲ့တဲ့ကျင့်စဉ်တွေကိုပေါက်ရောက်ကျင့်သွားတဲ့ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီအရိယာအဖြစ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘာလဲလို့ဆိုအာဟုနေယောအာဟုနဆိုတာအဝေးကနေယူလာတာဒီပစ္စည်းတစ်ခုကအနီးကမဟုတ်ဆိုပါစို့မြစ်ကြီးနားကနန္ဒသီးကိုယူလာပြီးတော့ဒီမှာလူသို့မဟုတ်နိုင်ငံခြားကယူလာတဲ့ပစ္စည်းကိုလူအဲ့ဒါလို့ဝေးလံတဲ့အယတ္တိတတွေကယူလာတဲ့ပစ္စည်းမျိုးဟာယူလာတဲ့ပုဂ္ဂိုလ်ကမုံမြတ်ထားတဲ့ပစ္စည်းမျိုးတွေအဲ့ဒါလို့အဝေးကယူလာတဲ့ပစ္စည်းမျိုးကိုခံတိုက်အောင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာဘာလို့လဲဆိုရင်တန်ခါပဲအဝေးကပင်ပန်းပန်းသဲလာတဲ့ပစ္စည်းတွေကိုအလူခံတိုက်တယ်ဘာဖြစ်လို့အလူခံတိုက်တော့လှူလိုက်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာတွေပစ္စည်းတန်ဖိုးတဲ့မြောက်များသောအကျိုးတရားတွေကိုရမှာဖြစ်သည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအဝေးကယူလာတဲ့ပစ္စည်းတွေနဲ့ထိုက်တန်သူလို့ဒီလိုအဓိပ္ပာယ်ရပါဟုနေယဆိုတာအိမ်တိုင်းမှာဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့ထားလေးရှိတာအဲ့ဒီအိမ်တိုင်းမှာထားတာပါဟုနလို့ခေါ်ဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့အစင်သစ်ထားလေးရှိကြတယ်ပေါ့အဲ့ဒီလိုပစ္စည်းမျိုးကိုလည်းပဲဒီတန်ဃာတွေကိုလှူလို့ကောင်းကျိုးချမ်းသာတွေများစွာရနိုင်တာဖြစ်သောကြောင့်ဒီဧည့်သည်အတွက်ထားတဲ့ပစ္စည်းကိုလည်းလက်ခံတိုက်တဲ့ပုဂ္ဂိုလ်တွေဟာတန်ဃာတွေပဲလို့ဒီလိုမြတ်စွာဘုရားကဟောတယ်နော်နောက်တစ်ခုကဒက္ခိနေယောဒက္ခိဏဆိုတာတစ်စုံတစ်ခုကိုရည်စူးပြီးတော့လှူတာဆိုပါစို့အမေမရှိတော့လို့အဖေမရှိတော့လို့ဆွေမျိုးသားချင်းတွေက
ဘဝတစ်ပါးပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့ကုသိုလ်လုပ်ချင်တယ်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေကိုရစေချင်တယ်ဆိုရင်တန်ခါကိုလှူအဲ့ကြတန်ခါလှူပြီးတော့ရည်စူးအမျှဝေလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်စီကောင်းကျိုးချမ်းသာတွေရပါနိုင်တယ်ဒက္ခိဏဆိုတဲ့အလှူမျိုးကိုထိုက်တန်တာလဲဒီပုဂ္ဂိုလ်တွေပဲလို့ဒီလိုဆိုလောကမှာကိုရခြင်းနဲ့ဖြစ်ခြင်းတဲ့ကိစ္စတစ်ခုအောင်မြင်ဖြစ်ဖို့အတွက်ခေတ္တလောကသားလို့ဟောဒီလိုအလုံးလူတိုင်းရနေတဲ့တန်ခါကုံဆိုတာဘာတွေလုံးသိတဲ့ဆိုတာကိုဖော်ပြထားတာပဲအဲ့ဒီဖော်ပြထားတဲ့အတိုင်းသဘောပေါက်နားလည်ထားလို့ရှိရင်လောကမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာတန်ခါနဲ့ဆက်ပြီးတော့ကိုယ့်ဖို့မှာကုသိုလ်တွေကြီးပဲရကြမှာပေါ့အဲ့ဒါလို့တန်ခါနဲ့ဆက်ပြီးတော့ကုသိုလ်ကောင်းမှုတွေကျိုးတွေဖြစ်အောင်ကြိုးစားမှသာလေလူဘဝရကျိုးသာသနာတော်နဲ့တွေ့ရခြင်းအကျိုးတွေရရှိကြမှာလို့ဒီလိုသဘောပေါက်ဖို့လိုအပ်တာပေါ့နော်အေးဒါကြောင့်မို့တန်ခါကုံကိုအာယုံပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ကိုယ်စိတ်ထဲမှာမကြည်ညိုစရာပုဂ္ဂိုလ်ကိုတွေ့တဲ့အခါဘယ်လိုနှလုံးထားရမကြည်ညိုစရာပုဂ္ဂိုလ်တွေ့လို့ရှိဘယ်လိုနှလုံးထားနိုင်တော့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်သာသနာပေါင်းဝင်ပြီးတော့ဖရာတစ်ပြည့်ခံထားတယ်သူ့ရဲ့တဏ္ဍာမှာတရားဓမ္မမကိန်းသေးလို့ဒီလိုအနေထားမျိုးရှိတာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိန်းသွားလို့ရှိရင်ဒီလိုနေမှာမဟုတ်ဘူးအရိယာတန်ဃာတွေဆိုလို့ရှိရင်အမတန်မှမွန်မြတ်မှာပဲလို့ဆိုပြီးတော့အရိယာတန်ဃာကိုရည်စူးပြီးတော့ကိုကကုသိုလ်ကောင်းမှုလုပ်လို့ရတယ်ကိုယ့်အတွက်အရှုံးမရှိဘူးနော်ကိုယ့်အတွက်အရှုံးမရှိစိတ်ထားတတ်ရင်မြတ်တယ်ဆိုတဲ့စကားရှိတယ်စိတ်ထားတတ်ဖို့လိုရတယ်အဲ့တော့တခုကုသိုလ်ကောင်းမှုလှုပ်တိုင်းဟာဒီပုဂ္ဂိုလ်ကိုမရွေးချယ်ရဘူးဒီလိုမဟုတ်ဘူးတန်ခိကဒါနဆိုတာကြတော့ပုဂ္ဂိုလ်ရွေးချယ်မလို့တော့နော်တန်ခိကဒါနတန်ဃာတွေအားလုံးကိုရည်စူးတယ်ဆိုရင်ဘယ်သူပဲလာဘုရင်လေးတစ်ပါးပဲဖြစ်တန်ဃာကနေလွတ်လိုက်လို့ရှိရင်ဒါတန်ခိကဒါနပဲတန်ဃာကိုအားရည်စူးပြီးတော့လှူတာလာတဲ့ပုဂ္ဂိုလ်ကတန်ဃာရဲ့ကိုယ်စလဲတာဖြစ်တယ်လို့စိတ်ထဲမှာထားအဲ့ဒါလို့လုပ်ပြီးတော့လှူနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အမှန်တမ်းမွန်မြတ်ကဲကောင်းပြီအလှူဒါနလုပ်ပြီးဆိုတဲ့အခါမှာအရေးကြီးဆုံးကအလှူရည်ဆက်လက်နဲ့မကွာလှူနေကြပဲမဲ့လို့အရေးကြီးတာကိုမသိဘူးဆိုလို့ရှိရင်အကျိုးတရားဟာနည်းတတ်တယ်ဒါကြောင့်မို့အရေးကြီးတာကိုသိဖို့လို့အလှူရည်ဆက်လက်နဲ့မကွာလှူကြတဲ့အခါမှာပစ္စည်းဥစ္စာကကောင်းတာကလည်းအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးများတာလည်းအဓိကမဟုတ်ဘူးအဓိကဖြစ်တာကဘာလဲလို့ဆိုရင်လှူတဲ့တန်းတဲ့အခါမှာတက္ကိသံဒါနဒေတိကိုယ်အလှူပေါ်စိတ်အားကုန်စိုက်ပြီးတော့တယုတတိတလေးတစားပြင်းပြင်းစင်စင်လုပ်ပြီးတော့လှူဖို့ဒါကအရေးကြီးတယ်နော်ပန်းလေးတစ်ပွင့်ဖျားတင်ဆွန်းလေးတစ်စောင်းလုံးဆွန်းလေးတစ်စွန်းလောင်းပြင်းပြင်းစင်စင်လုပ်ပြီးတော့တယုတတိစိတ်ထဲမှာအာယုံစိုက်ပြီးတော့လှူဖို့လို့အဲ့ဒါဆိုရင်ကိုယ်မှာအကျိုးတွေအများကြီးရအဲ့လိုမဟုတ်ဘဲနဲ့မလုပ်ချင်အမှတ်တမဲ့လုပ်လိုက်လို့ရှိရင်ဒီကုသိုလ်ကောင်းမှုကညံ့သွားတယ်မရဘူးတော့မဟုတ်ဘူးညံ့သွားအကျိုးပေးတဲ့အခါလဲညံ့သွားစိတ်အားဆိုင်ပြီးတော့လှူတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကြတော့မြတ်နောက်တစ်ခုကစိတ်တိကတ္တဝါဒါနဒေတိလှူပြီးဆိုတဲ့အခါပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ထားကိုယ့်အတွက်လှူတာမဟုတ်ဘူးအသားကိုပူဇော်တယ်သူ့ရဲ့အာယုပြုလိုက်တန်ဃာတစ်ပါးဆွမ်းလာရတဲ့ဆိုလို့ရှိရင်ဘုန်းကြီးတစ်ပါးဆွမ်းလာရတဲ့ဆိုရင်တန်ခါကုံကိုအာယုပြုလိုက်တန်ဃာတွေကိုလှူပါတယ်ဒီကိုယ်တော်ကနေတဆင့်တန်ဃာတွေကိုလှူပါတယ်လို့အာယုပြုလိုက်ပြုပြီးတဲ့အခါမှာဒီတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့သီလကိုပူဇော်ပါတယ်သမာဓိကိုပူဇော်ပါတယ်ပညာကိုပူဇော်ပါတယ်ဆိုပြီးတော့ဆောင်းလေးတစ်စောင်းကောင်း
စစ်ကြည်ကတ္တဝါဒါနံဒိဋ္ဌိဒီကိုယ်တော်စာကျက်ထားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတရားတော်တွေသူသိတယ်မြတ်စွာဘုရားတရားတော်တွေကိုငါပူဇော်ပါတယ်လို့ဆိုပြီးတော့လှူလိုက်စစ်ကြည်ကတ္တဝါဒါနံဒိဋ္ဌိအလွန်မြင့်မြတ်တဲ့အကျိုးလှူတဲ့လက်မဟုတ်ဘူးဆိုရင်ယူနိုင်တဲ့လက်မဖြစ်တတ်ဘူးပေါ့ဒါကြောင့်မို့လို့ဝေလမသုတ်တံမှာမြတ်စွာဘုရားကဟောထားတဲ့ဒါတွေကိုနောက်ဆုံးတစ်ခုကတော့ဘာလဲလို့ဆိုရင်အာဂမနဒိဋ္ဌိကောဒါနံဒိဋ္ဌိလှူပြီးဆိုတဲ့အခါမှာဘယ်လိုပဲလှုပ်လို့ကိုယ်ရင်နဲ့နှလုံးနဲ့ဖြစ်တဲ့စေတနာစွမ်းအားတွေဟာကိုယ်စီကိုတုတ်ပြန်လာမှာဆိုတာမြင်တဲ့အသိဉာဏ်နဲ့လှူရမယ်ပျောက်ကွယ်သွားတာဆိုတာမရှိဘူးရင်ထဲမှာဖြစ်လိုက်တာဒါပေါ်လာတာခေါ်တာလှူခြင်းတဲ့စေတနာဒီကိုယ်ရင်ထဲမှာဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့စေတနာစွမ်းအားကြောင့်လှူလိုက်တယ်အဲ့ဒီလှူမှုအကျိုးတရားဒီကိုယ်ရင်ထဲမှာသူကဘာနဲ့ဥပမာတူတော့ဆိုမျိုးစေ့နဲ့ဥပမာတူပါကိုယ်ရင်ထဲမှာကိုယ်တဏ္ဍာမှာမျိုးစေ့တစ်ခုရသွားအဲ့ဒီမျိုးစေ့ဟာမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တယ်လို့ပဲခုနကစေတနာစွမ်းအားနဲ့လှူပြစ်သွားပြီဆိုတဲ့ရလိုက်တဲ့ကုသိုလ်ဟာကိုယ်တဏ္ဍာမှာမျိုးစေ့တစ်ခွဲစိတ်အစဉ်မှာကိန်းဝတ်သွားခုခေတ်စကားနဲ့ပြောရင် online ဖြစ်သွား online ဖြစ်သွားလို့ရှိရင်အချိန်မီသူကကောင်းကျိုးချမ်းသာတွေကိုပေးမယ်လို့အကြောင်းညီညွတ်လာလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုပေးတယ်လို့ဒါကြောင့်မို့လို့လှူပြီးဆိုတဲ့အခါမှာအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့လှူဖို့လိုအပ်တယ်ပေါ့လှုပ်တတ်မှအကျိုးရှိတယ်စီးပွားဥစ္စာလုပ်ရင်လည်းလှုပ်တတ်တဲ့လူကပို့ပြီးတော့ကောင်းကျိုးချမ်းသာရမလှုပ်တတ်တဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရဘူးနည်းတယ်တခါတည်းကုသိုလ်လုပ်နေပြီမဲ့လို့အကုသိုလ်တွေဖြစ်တတ်သေးတယ်တတိထားဖို့ရကုသိုလ်လုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာကုသိုလ်ပဲဖြစ်အောင်ကြိုးစားအကုသိုလ်ပဲဖြစ်စေဘုံဆုံးလောင်းနေတဲ့အချိန်မှာကိုမကြိုက်တဲ့အမူအရာတွေနဲ့ကိုမကြည်ညိုစရာစိတ်ထဲမှာပေါ်လာတာကိုသွားပြီးတော့ကဲ့ရဲ့ပြစ်တင်ပြီးတော့ဒီရှုပ်ချတဲ့စိတ်တွေအကုသိုလ်တွေဝင်ဘယ်သူအကုသိုလ်ဖြစ်တယ်ဆိုကိုယ်ပဲအကုသိုလ်ဖြစ်တာစိတ်ထားတတ်ဖို့လိုတယ်ပေါ့ဒါကအမတ္တမအရေးကြီးတာစိတ်ထားတတ်ရင်ကိုယ်ကညက်သွားနောက်တန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့အခါမှာလည်းပဲတန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းဟာတန်ဃာတွေနဲ့သာသက်ဆိုင်မလူရသေးပေမဲ့လို့တန်ဃာကိုရည်စူးထားပြီးဆိုတဲ့အခါကိုကအလေးတစ်ခု view ဆိုင်ဖို့လိုအပ်တယ်ပေါ့နော်ရှင်းတော့ကတန်ဃာတွေရည်စူးထားတဲ့ပစ္စည်းတွေကိုစားဥစားပြစားမိတဲ့ပုဂ္ဂိုလ်တွေဟာပြိတ္တာဘဝရောက်သွားတတ်ကြတယ်ဒါမျိုးလည်းရှိတတ်သေးတယ်နော်အမှန်တမ်းတတိထားရတယ်ပေါ့တန်ဃာဆိုတာကိုရည်စူးလိုက်ပြီဆိုလို့ရှိရင်ဒီတန်ဃာတွေအတွက်တက်ကိုကစိတ်ထဲမှာထားပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကအများကြီးဖြစ်တယ်အဲ့တော့လူတွေမှာကုသိုလ်ရဖို့အတွက်အလှူခံပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်လှူတဲ့ပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်အဲ့ဒီလိုမှန်တဲ့နှစ်ခုတည်းမှာအလှူခံပုဂ္ဂိုလ်လည်းအရေးကြီးတယ်လှူတဲ့ပုဂ္ဂိုလ်လည်းအရေးကြီးတယ်ဆိုရင်ကဲထပ်ပြီးတော့ရွေးရင်သူတို့နှစ်ဦးဟာဘယ်သူကပိုအရေးကြီးတယ်လဲဆိုတာစဉ်းစားဖို့လိုအပ်တယ်ပေါ့အလှူခံပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလှူတဲ့ပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလို့ပြန်ပြီးတော့ကြည့်လိုက်လို့ရှင်အဖြေကိုရှာရင်ဘယ်လိုရှာမလို့ဆိုရင်ဒါနကုသိုလ်သည်အလှူခံပုဂ္ဂိုလ်မှာဖြစ်တာလားလှူတဲ့အလှူရှင်မှာဖြစ်တာလားလှူတဲ့အလှူရှင်မှာဖြစ်တာနော်အလှူခံပုဂ္ဂိုလ်ကကိုယ်အလှူပစ္စည်းကိုလက်ခံသူသာဖြစ်တယ်အာယုံပြုเสียအနေနဲ့သာဖြစ်တာဒီကုသိုလ်စိတ်ကဘု து တဏ္ဍာမှာဖြစ်တာတော့ဆိုလှူတဲ့လူရဲ့တဏ္ဍာမှာဖြစ်တာအဲ့တော့လှူတဲ့လူရဲ့တဏ္ဍာမှာဖြစ်သည့်အတွက်ကြောင့်လှူတဲ့လူရဲ့တဏ္ဍာစေတနာစွမ်းအားကြီးလို့ရှိရင်ဒီကုသိုလ်ရဲ့အကျိုးအကြီးတာဒါကြောင့်မို့လို့အထက်ကရာမှာရှင်းထားတာမှတ်သားစရာတစ်ခုရှိတယ်တချို့ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်သွားလှူလိုက်ရင်အကျိုးတွေမြတ်မဟုတ်ဘူးလားဟုတ်တယ်ဟုတ်တယ်လားဟုတ်တယ်အရေးကြီးဆုံးကတော့အလှူခံပုဂ္ဂိုလ်တဲ့အရေးကြီးတာလှူတဲ့လူကအရေးကြီးတယ်
ဘာကြောင့်အရေးကြီးတာတော့ကုသိုလ်သည်သူ့ယင်ထဲမှာဖြစ်တာအလှကံပုဂ္ဂိုလ်ရဲ့ယင်ထဲမှာဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုဥပမာတစ်ခုအထက်ကရာဆရာကဥပမာပေးပြီးနားလည်အောင်ပြောထားတဲ့စကားတစ်ခုရှိတယ်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှူဒါကတစ်ခုရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့အလှူဒါကတစ်ခုမြတ်စွာဘုရားနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတယ်ဆိုရင်အလှရှင်ကမြတ်ပြီးတော့အလှကံကညက်တစ်ဆင့်နေသွားဟုတ်ကဲ့တခါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူရင်အလှကံပုဂ္ဂိုလ်ကမြတ်နေပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကတစ်ဆင့်နေသွားအဲ့ဒီအလှနှစ်ခုဟာတမန်အားဖြင့်ကြည့်မယ်ဆိုရင်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတယ်ဆိုတော့ဘုရားလှူရတာအကောင်းဆုံးပဲလို့တွေးမယ်ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာအလှကပိုမြတ်လိမ့်မယ်လို့ဒီလိုပြောကောင်းပြောလိုက်အလှကံပုဂ္ဂိုလ်ဘက်ကကြည့်မဟုတ်ဘူးအဖြေမှန်ကြတော့ဘယ်လိုထုတ်တုံဆိုရင်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတာပိုမြတ်တယ်ဘာဖြစ်လို့ဒါနကုသိုလ်ကဘုရားတဏ္ဍာမှာဆိုပါတော့ဖြစ်เสียကအလှကံပုဂ္ဂိုလ်မှာဖြစ်တာမဟုတ်ဘူးအလှဝေးပုဂ္ဂိုလ်မှာဖြစ်တာဒီလိုဆိုတာဟုတ်ကဲ့အဲ့တော့ရိုးရိုးလေးစဉ်းစားလိုက်ရင်ကိုသိတယ်ဒါနကုသိုလ်သည်ဘု து တဏ္ဍာမှာဖြစ်တာတော့ဆိုလို့ရှိရင်လူတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာအလှကံပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကပိုအရေးကြီးတယ်လို့ဒီလိုတွေ့အဲ့တော့ဒါနကောင်းမှုလုပ်တိုင်းလုပ်တိုင်းဒါကြောင့်မို့မြတ်စွာဘုရားကတက္ကိသံဒါနံဒေတိတလေးတစားလှူမိဖို့အရေးကြီးတယ်စိတ်တိကတ္တဝဒါနံဒေတိပူဇော်လိုတဲ့စိတ်နဲ့လှူဖို့အရေးကြီးတယ်ပဟတ္ထဒါနံဒေတိကိုယ်လက်နဲ့လှူဖို့အရေးကြီးတယ်အာဂမနဒိဋ္ဌိကိုဒါနံဒေတိတဲ့လှူတဲ့အလှူရဲ့အကျိုးဟာရောက်လာမှာလို့ဆိုတာကိုယုံကြည်ချက်နဲ့သိမြင်တဲ့အသိဉာဏ်နဲ့လှူဖို့အရေးကြီးတယ်ဆိုတာဒါအဖြစ်ကအဲ့ဒီမှာတစ်ခုထည့်ထားတာတော့အနပဝိတံဒါနံဒိဋ္ဌိစွန့်ပစ်တဲ့အနေနဲ့တော့မလှူရဘူးလို့ဒီလိုပြောတာဒါမယုံမသိလှူတဲ့အထိပ္ပယ်ကိုပြောတာနော်စွန့်ပစ်တဲ့ပစ္စည်းအဲ့ဒါမျိုးမဖြစ်စေရဘူးလို့အဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်စီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ကုသိုလ်ရေးလှုပ်တာပဲဖြစ်ဖြစ်စနစ်တကျလှုပ်တတ်လို့ရှိရင်ကောင်းကျိုးချမ်းသာတွေရစနစ်တကျမလှုပ်တတ်လို့ရှိရင်ဒါအလေအလွင့်လို့ညံ့သွားတာတော့ဒါကတော့ဖြစ်မှာပဲဘယ်ကိစ္စဖြစ်ညံ့သွားမှာပဲအညံ့နေနဲ့ရောသွားရင်ညံ့သွားမှာပဲကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်သွားရင်ညံ့သွားမှာပဲဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီကုသိုလ်နဲ့ပတ်သက်ပြီးတော့ရှေ့နောက်ဟာသူကကုသိုလ်ခြံရံပြီးတော့လုပ်ရမယ်လို့ဒီလိုပြောတာကုသိုလ်ခြံရံပြီးလုပ်တယ်ဆိုတာဘယ်လိုဟာကိုဆိုတာတော့ဆိုလို့ရှိရင်နော်လူတွေရဲ့စိတ်ဆိုတာကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်တော့ရှိတာပေါ့ရှိပေမဲ့လို့ကြည့်ကိုကအလှူဒန်းတစ်ခုလုပ်တယ်အဲ့ဒီအလှူဒန်းမလုပ်ခင်ကလည်းပဲဒီအလှူဒန်းနဲ့ပတ်သက်ပြီးတော့ကုသိုလ်စိတ်တွေဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးမလှူခင်ကလည်းကုသိုလ်စိတ်တွေဖြစ်လှူနေတဲ့အချိန်မှာလည်းကုသိုလ်စိတ်ဖြစ်တယ်လှူပြီးတော့နောက်ပိုင်းမှာလည်းပဲကုသိုလ်စိတ်တွေပဲဖြစ်ရအဲ့တခါတည်းအဲ့လိုမဟုတ်ဘဲနဲ့ဒီအလှူနဲ့ပတ်သက်ပြီးတော့မလှူခင်ကလည်းဒီအလှူပေါ်မှာအမြင်မကြည်လင်တဲ့အကုသိုလ်ဖြစ်တယ်လှူပြီးတဲ့နောက်မှာလည်းပဲအမြင်မကြည်လင်တဲ့အကုသိုလ်ဖြစ်တယ်ဆိုရင်အကုသိုလ်နှစ်ခုကခြံထားလိုက်တယ်ဒီအလှူနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာရှေ့ပိုင်းကလည်းအကုသိုလ်ဖြစ်တယ်နောက်လည်းအကုသိုလ်ဖြစ်တယ်ဆိုရင်ဩမကကုသိုလ်လို့ခေါ်တယ်အောက်တန်းကျသွားဒီကုသိုလ်ကညံ့သွားဒီလိုဆိုလိုတာပေါ့အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်းရှေ့ကလည်းကုသိုလ်နောက်ကလည်းကုသိုလ်ဖြစ်ဖို့ဒီကုသိုလ်နဲ့ပတ်သက်တဲ့ကုသိုလ်ပြောစိတ်ရှေ့ကလည်းပဲစိတ်ထားမွန်မြတ်နေရမယ်နောက်ကလည်းပဲစိတ်ထားမွန်မြတ်နေရမယ်ဆိုလိုတာကဒီစေရနာသုံးဏညီရတယ်ဆိုတာပုပ္ပေဝဒါနာသူမနောမလူခင်ကလည်းစိတ်ကဒီအလူနဲ့ပတ်သက်ပြီးဒီကောင်းမှုနဲ့ပတ်သက်ပြီးစိတ်ကကျေနပ်ပြီးတော့နှစ်သက်နေတယ်တဏ္ဍစိတ်တံပတာနေလူနေတဲ့အချိန်မှာလည်းစိတ်ကသရာနဲ့ကြည်နူးနေတယ်
ဓာတဝါအတ္တမနောလှူပြီးတဲ့နောက်မှလည်းပဲဝမ်းသာနေရဒီကုသိုလ်နဲ့ပတ်သက်ဟောအဲ့ဒါလို့သုံးမျိုးသုံးစားညီအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာပြည့်ပြည့်စုံတဲ့ကုသိုလ်ဖြစ်တယ်ကောင်းကျိုးချမ်းသာအပြည့်အဝရတယ်လို့ဒီလိုခေါ်နော်အပြည့်အဝမရဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကတခုခုချုပ်ရင်းသွားလို့နောက်ဆုံးမှာအပရစေရနာပြတ်တယ်ဆိုတဲ့အခါမှာအမှန်တမ်းဒုက္ခရောက်ဒီကနေ့ခေတ်မှာလည်းရှိတယ်အပရစေရနာပြတ်သွားလို့ရှိရင်ချမ်းသာပါတယ်ဒါပေမဲ့မသုံးရဘူးရတော့ရတယ်ကုသိုလ်ကောင်းမှုလုပ်လို့ပစ္စည်းဥစ္စာတွေရတယ်ဒါပေမဲ့သုံးဆွဲခြင်းတဲ့စိတ်မရှိမြတ်စွာဘုရားလက်ထက်တုန်းကတာဝတိပြည်မှာတထေးကြီးတယောက်ရှိတယ်သူကတဘွားလည်းမကဘူးခုနှစ်ဘွားတထေးဖြစ်တယ်ဘာဖြစ်လို့တထေးဖြစ်တုံးဆိုတကရတိခိဆိုတဲ့ပိစိကဗုဒ္ဓကိုဆွမ်းလောင်းဖို့သူကပြောခဲ့တယ်သူမိသားစုကိုဒီပိစိကဗုဒ္ဓကိုဆွမ်းလောင်းလိုက်ပါလို့သူပြောတာနောက်ဆွမ်းလောင်းပြီးတဲ့အခါမှာပိစိကဗုဒ္ဓရဲ့တပိတ်ကိုဖွင့်ကြည့်တဲ့အခါဟိုတထေးကြော်ကြီးကသရတရားကောင်းတော့အမှန်တမ်းကောင်းတဲ့ဆွမ်းကိုလောင်းတဲ့အခါမှာသူသရတရားမထိန်နိုင်စိတ်ထဲမှာကွက်သွားဒါလောက်ကောင်းတာကြီးကိုလောင်းလိုက်ရမလားပေါ့နော်ငါအိမ်ကအလုသမားတွေဒါတွေကျွေးလိုက်ရရင်ဥပါတိုင်းခိုင်းလို့ရမှာပဲဆိုရင်စိတ်သွားပေါ်သွားအဲ့ဒီလိုစိတ်ကွက်သွားတဲ့အတွက်ကြောင့်ဆွမ်းလောင်းခိုင်းလိုက်တဲ့ကုသိုလ်ကြောင့်သူကခုနှစ်ဘဝပစ္စည်းဥစ္စာချမ်းသာတဲ့တထေးဖြစ်တယ်စိတ်ကွက်သွားတဲ့အတွက်ကြောင့်ချမ်းသာတဲ့များပစ္စည်းဥစ္စာတွေသူမသုံးရဘူးဆိုတာသုံးညင်စိတ်ကိုမရှိပိုင်တော့ပိုင်တယ်မသုံးရဘုန်းကြီးတို့ဒီမန္တလေးမှာလည်းပဲတထေးဖြစ်ပြီးတော့ဆင်းရဲသားလို့နေသွားတာတွေရှိတယ်နော်ဆင်းရဲသားတွေနေသွားတာရှိတယ်မသုံးရက်မစွဲရက်နဲ့ဒီလိုဖြစ်သွားအဲ့ဒါလူတွေကတော့ထင်တယ်နှမျောတယ်လို့ထင်တယ်မဟုတ်ဘူးအကုသိုလ်ကံပါလာတာတော်တော်ကြောက်စရာကောင်းတယ်ပစ္စည်းတွေရရဲ့တန်းနဲ့သူ့စိတ်ကိုမသုံးညင်ဘူးကားစီးနိုင်တယ်မစီးဘူးကောင်းကောင်းဝတ်နိုင်တယ်မဟုတ်ဘူးကောင်းကောင်းစားနိုင်တယ်မစားဘူးဒါတွေကလည်းခုနကအပရစေရနာပြတ်တဲ့သဘောတွေရှိတယ်ပေါ့အဲ့ဒါလို့ဖြစ်သွားတာဟာအမှန်တမ်းဒီကိုယ့်ရဲ့ကုသိုလ်ကံရဲ့အကျိုးကိုမခံစားရတဲ့သဘောတွေပေါ့နော်အေးကောင်းပြီအဲ့ဒီတထေးကြီးဟာနောက်ဆုံးမှာကုသိုလ်ကောင်းမှုလည်းအသိမလုပ်ဘူးဟောင်းလဲကုန်သွားပြီဘယ်ရောက်သွားတော့ဆိုနောက်ဆုံးတည်တဲ့အခါရောရုဝငရေပြန်ကြပါဟောအမှန်တမ်းဘဝတစ်ခုဆိုတာကုသိုလ်ကံရဲ့အကျိုးကိုခံစားရပြီမယ်လို့ဆက်ပြီးတော့မထိန်နိုင်ဘူးဆိုလို့ရှိရင်ဒီကုသိုလ်ကံအရှိန်ဆိုတာကုန်သွားတာပဲအေးဒါကြောင့်မို့လို့တရားချက်ကသူတော်စင်ပြိဿအပေါင်းတို့လူဘဝရပြီးတော့သာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်စိတ်တွေညံ့ညပ်ဖြစ်အောင်နှလုံးထားတတ်ဖို့စိတ်ထားတတ်ရင်မြတ်တယ်လို့ဆိုတဲ့အတိုင်းကိုယ်တဏ္ဍာမှာအမြတ်များများရအောင်လုပ်တတ်ဖို့ဒါအရေးကြီးတယ်လူချင်းတူပြီမဲ့လို့နော်လူချင်းတူပြီမဲ့လို့ခုနကစိတ်ထားမတတ်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်အမြတ်မရနိုင်ဘူးအမတ်တမဲ့နေသွားတဲ့ပုဂ္ဂိုလ်တွေကအမြတ်မရဘူးနောက်ဆုံးမှာဘဝဆိုတာအဆုံးမတတ်ဘူးမဟုတ်ဘူးဆုံးတတ်သွားမှာပဲဒီနေ့ကျတော့ကုန်သွားမယ်ဒီအချိန်လေးအဲ့တော့အချိန်မကုန်ရင်တို့တွေဟာတန်ဃာတွေထင်ရှားရှိနေတဲ့အချိန်ဘုံစွမ်းလောင်းတဲ့တန်ဃာတွေကိုလွမ်းတယ်ဆိုရင်လောင်းတိုင်းတို့တွေကဘုရားလက်ထက်ကအရိယတန်ဃာတွေကိုမှတ်မြော်ပြီးတော့ဒီဘုရားရဲ့တပိတာဝကတန်ဃာတွေကိုလှူဒန်းပါတယ်ဆိုတဲ့တန်ဃာပေါ်မှာအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်စေတနာတွေနဲ့လုပ်တဲ့ကုသိုလ်ဟာအတိုင်းမသိမြတ်စွာဘုရားဟောထားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်မြတ်စွာဘုရားပေါ်မှာယုံကြည်ခြင်းအပြင်အေးတို့တွေရဲ့တဏ္ဍာမှာကုသိုလ်တွေအမြဲတမ်းဖြစ်နေအောင်မလုပ်ထားမလဲမလုပ်သင့်တယ်လဲဆိုတာဟာဒီသုတ်တံကိုနာယူပြီးလို့ရှိရင်သိနိုင်တာပေါ့အဲ့ဒါလို့ကုသိုလ်တွေမပြတ်စည်းဝင်နေတယ်ကုသိုလ်တွေမပြတ်ရနေတယ်ဆိုတာအလွန်ကျေနပ်စရာကောင်းပြီထိုကုသိုလ်ကောင်းမှုတွေရဲ့အတိုင်းအတာပမာဏတိုင်းတာကန့်သက်လို့မရသလိုမြစ်ထဲမှာရှိတဲ့ရေတွေမပြတ်စီးနေတဲ့ရေတွေဟာဘယ်နှကလန်စီးနေတယ်ဆိုတာပြောလို့မရသလိုပဲ
နေ့စဉ်နဲ့အမျှစီးနေတဲ့ရေတွေဟာအင်မတန်မှများတယ်ပေါ့ထို့တူပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီလိုကုသိုလ်တရားတွေဟာမြစ်ကြီးတွေစီးနေသလိုကုသိုလ်ကောင်းမှုတွေစီးနေအောင်စီးနေတယ်ဆိုတာမြစ်နဲ့တင်စားပြီးတော့ပြောတာကုသိုလ်တွေအမြဲတမ်းရနေအောင်အမြဲတမ်းကုသိုလ်တွေတိုးနေအောင်ဘာလုပ်ရမလဲဆိုတာကိုလှုပ်တဲ့လှုပ်ထိုက်တဲ့ကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်းလင်းဟောကြားဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသေချာကြည့်မယ်ဆိုရင်ဒီဘုရားကမတဲ့ဘုရားမဟုတ်ဘူးတခြားဘာသာတွေမှာတော့ဘုရားမတယ်ဆိုတာရှိအဲ့စကားကိုတန်ရောင်လိုက်ပြီးတော့ဗမာတွေကဘုရားမတာပဲနဲ့ပြောတာဘုရားမတာမဟုတ်မြတ်စွာဘုရားကိုယ်တိုင်ကပြောခဲ့တာလေအတ္တဟိအတ္တနောနာထောကိုယ့်အကိုဆိုတာကိုလုံးမကိုရတယ်ဆိုတာအမတမထင်ရှားတယ်နော်ကိုလုံးမကိုရတယ်ဆိုတာအများကြီးပဲထမင်းပွဲကြီးထိုင်းနေကြတယ်စားတဲ့လူကစားကိုကထိုင်ကြည့်နေမယ်ဆိုရင်ဝါပါမလားဝါနိုင်ကိုစားမှကိုဝါကိုလုံးမကိုရတယ်ဆိုတာအလွန်ထင်ရှားတယ်အသိပညာဆိုတာလဲကိုလုံးမကိုပြင်ရမှာဖြစ်တယ်ကိုစိတ်ထဲမှာမကောင်းတဲ့စိတ်တွေဖြစ်နေလို့ရှိရင်သူများအာကိုရမှာလားကိုပြင်ရမှာလားဆိုကိုပြင်ရနော်ကိုမပြင်မဲနဲ့အကောင်းဖြစ်မလာနိုင်ဘူးပေါ့ကိုစိတ်ကိုအသိဆုံးပဲသူများကကိုစိတ်ကိုမသိဘူးကိုထိုင်းနေရင်ငါဘာတွေတွေးပြီးနေတယ်လဲငါတွေးတာတွေကအကုသိုလ်တွေဟုတ်ကလားတွေးနေတာတွေမဲ့ကိုဆန်းစစ်ကြည့်တဲ့အခါမှာအဲ့ဒီအချိန်မှာဘယ်သူကလာပြီးတော့မှာတော့ကိုဥပမာမကျေနပ်တဲ့ဒေါသတွေနဲ့လူဟာတွေးနေတယ်ဆိုရင်ဒါအကုသိုလ်တွေဖြစ်နေအဲ့ဒီအကုသိုလ်တွေဖြစ်နေတာကိုသိပြီးတဲ့အခါကျတော့ဒါတွေဆက်တွေးနေလို့ရှိရင်ငါအကုသိုလ်တွေဆက်ဖြစ်နေမှာပဲဆိုကောင်းမြတ်တဲ့ဘက်ကလှည့်ပြီးတော့တွေးလိုက်မယ်ဒေါသနဲ့တွေးမယ်စာမေတ္တာနဲ့တွေးမယ်ကရုဏာနဲ့တွေးမယ်မုရိဒာနဲ့တွေးမယ်ဥပေက္ခနဲ့တွေးမယ်ဆိုအဲ့ဒီအတွေးတွေဟာကုသိုလ်အတွေးတွေဖြစ်သွားတယ်ပေါ့ဒီလိုဆိုလိုတာပဲအဲ့ဒါကြောင့်မလို့အတ္တယိအတ္တနောဆိုတာကိုဒေါသထွက်တာကိုယ့်ပဲဖြစ်ရမှာနော်ကိုသိတယ်ပေါ့အဲ့ဒါကြောင့်ကိုလောဘဖြစ်နေရင်လည်းကိုပဲလောဘပြောင်းကိုယ်တဏ္ဍာမှာမောဟတွေမှန်မသိတဲ့တွေးဝေမှုတွေဖြစ်နေရင်လည်းကိုအသိဉာဏ်နဲ့စီးပူးအားထုတ်ပြီးတော့တွေးဝေးနေတဲ့မောဟကိုကိုယ်တိုင်ပဲဖြောက်အောင်အမှန်သိအောင်ကိုယ်တိုင်ကြိုးစားအဲ့ဒါအတ္တဟိအတ္တနောနာထောဆိုတာကိုအာမကိုလို့ဘု து အာကိုမှလဲဒါဖြင့်မြတ်စွာဘုရားကိုးကွယ်ရတာကြတော့ဘာကြောင့်လဲဆိုရင်အဆုံးမရဖို့ကိုးကွယ်တာလေလောကမှာအကြံကောင်းဉာဏ်ကောင်းဆိုတာအဆုံးမဆိုတာလိုအပ်တယ်မိဘတွေရဲ့အဆုံးမသားသမီးတွေလိုအပ်တယ်လူကြီးတွေရဲ့အဆုံးမလူငယ်တွေလိုအပ်တယ်ဆုံးမဆိုတာလိုအပ်တယ်ဆုံးမဆိုတာအဓိကပြောမယ်ဆိုရင်အကြံပေးခြင်းတစ်မျိုးပဲတိုင်းပြည်အုပ်ချုပ်နေကြတဲ့သမ္မတတို့တောင်အကြံပေးဆိုတာရှိရသေးတယ်မဟုတ်လားဝိုင်းဝန်းပြီးတော့ပြောဆိုလမ်းဖြောင်းပေးရတာမျိုးတွေဆိုတာရှိတယ်အဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ဒီဆုံးမဩဝါဒပေးတဲ့အပေါ်မှာအဲဒီဆုံးမဩဝါဒကိုခံယူပြီးတဲ့နောက်ပြုပြင်တာလှုပ်ထားကြတော့ကိုအားကိုရမှာပဲကိုလုံးမပဲကိုရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်အတ္တဟိအတ္တနောနာထောဆိုအလွန်ခြေနှက်စရာကောင်းဘယ်သူမှလာမမဘူးဒါကြောင့်ကိုယ်တဏ္ဍာကိုကောင်းကျိုးချမ်းသာတွေကိုလိုလားပြီဆိုလို့ရှိရင်ကိုယ်တိုင်လှုပ်ယူရမှာဆိုတာအမှန်တမ်းထင်ရှားအဲ့တော့ကိုယ်တိုင်လှုပ်နေဖို့လိုအပ်တယ်ကိုအမြဲတမ်းဆန်းစစ်ကြည့်ငါစိတ်မှာကုသိုလ်စိတ်တွေဖြစ်တာလားအကုသိုလ်စိတ်ဖြစ်တာလားလောဘနဲ့ရှင်တွဲနေရင်အကုသိုလ်ပဲဒေါသနဲ့ရှင်တွဲလာရင်အကုသိုလ်မောဟနဲ့ရှင်တွဲလာတဲ့မာနတွေအိတ်တာတွေမစ္စရိယတွေနဲ့ရှင်တွဲနေတယ်အကုသိုလ်အဲ့ဒီအကုသိုလ်တွေဖြစ်နေတာရပ်တန့်ပြည့်ရမှာဘယ်သူတော့ဆိုကိုရပ်တန့်ရပ်တန့်ပြစ်လိုက်တဲ့အခါကျတော့မှအဲ့ဒီအစားထိုးကုသိုလ်နဲ့အလောဘဆိုတဲ့ဒီဒါနကောင်းမှုကိုဖြစ်စေတတ်တဲ့အလောဘဆိုတဲ့ကုသိုလ်တရားတွေအဒေါသဆိုတဲ့မေတ္တာတရားတွေအမောဟဆိုတဲ့အသိပညာတွေနဲ့ကိုယ်စိတ်ကိုဖြောင့်ပြီးတော့ကိုယ်တိုင်ပြင်လိုက်ရမှာအဲ့ဒါလို့ပြင်လိုက်တာကိုပဲအတ္တရဲ့အတ္တနောနာထောလို့ပြောတယ်အဲ့တော့ကိုပြင်လို့ကိုရလာတဲ့ကုသိုလ်ကဘယ်သူ့ကိုအကျိုးပေးတယ်ကိုပဲအကျိုးပေးမှာကိုစားတဲ့အစာ
ကျမ်းမာစေတာဆိုတာဘယ်သူကိုကျမ်းမာစေတာကိုယ့်ကိုယ်ပဲကျမ်းမာစေကိုမတည့်တာစားလို့ရှိရင်ယောဂဖြစ်ပြီးခံရမှာဘယ်သူတော့ကိုယ်ပဲလေအဲ့ဒါကိုဆိုလိုတာအင်မတန်မှလက်တွေ့ကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားလူတိုင်းဟာသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်ကိုယ့်ကိုချစ်တယ်လူတွေကကိုယ့်ကိုချစ်တယ်လို့ဆိုလို့ရှိရင်ကိုယ့်ကိုပြုပြင်ပြီးတော့လောဘဒေါသမောဟစတဲ့ကိလေသာအညစ်အကြေးတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အဲ့ဒါမှကိုယ့်ကိုချစ်ရရောက်မယ်။ဘာဖြစ်လို့တုံးဆိုရင်လောဘဒေါသမောဟဆိုတဲ့တရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်လာရင်ကောင်းကျိုးချမ်းသာမပေးဘူး။အဆိုးကျိုးပဲပေးမှာပဲထုံးတယ်။ဆိုးကျိုးပဲပေးမှာ။လောကလူတွေဟာကျမ်းမာခြင်းနဲ့ကိုယ့်ကိုကျမ်းမာရေးကောင်းခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမတည့်တာကိုရှောင်ကြရမှာပဲမတည့်တာရှောင်တဲ့အခါမှာမိမိနဲ့တင့်တော်တဲ့တပ္ပယဖြစ်တဲ့အစာအာဟာရကိုစားသုံးမှကျမ်းမာရေးဆိုတာဖြစ်မှာကျမ်းမာတဲ့ခြင်းနဲ့မတည့်တာတွေစားတယ်စီးကြိုရှိပါရဲ့သားနဲ့အချိုမရှောင်နိုင်လို့စားတယ်သွေးတို့ရှိပါရဲ့သားနဲ့ငပိကြိုက်လို့စားတယ်စသဖြင့်ပေါ့ယောဂဖြစ်စေနိုင်တဲ့အစာတွေစားပြီးတော့ကျမ်းမာခြင်းနဲ့ဆိုလို့ဖြစ်နိုင်မှာမဟုတ်ဘူးပေါ့ဒါတွေကိုပြောတာအတ္တဟိအတ္တနောနာထောဆိုအဲ့တော့ကိုယ့်အနေနဲ့သိအောင်တော့လုပ်အောင်ကိုယ်မှာဘာယောဂရှိတယ်သိအောင်လုပ်အောင်ရှိလာတဲ့ယောဂကိုဘာတွေနဲ့ဘယ်လိုနေထိုင်ရမယ်ဘယ်ဆေးတောင်းရမယ်ဘယ်အစားအစာရှောင်ရမယ်ဘယ်အစားအစာစားရမယ်ဆိုတာကိုသိအောင်လုပ်ပြီးတော့လိုက်နာတဲ့အပိုင်းကြတော့ကိုယ်နဲ့တာသက်ဆိုင်တယ်ဒီလိုဆိုလို့တယ်ပေါ့ဒါကြောင့်ဘုရားကိုကိုးကွယ်ရတဲ့ဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုရဖို့အတွက်အဲ့ဒီအဆုံးအမရရှိလာခြင်းဟာလမ်းဖြောင်းပြီးတော့ကောင်းမှုတွေကိုယ်တဏ္ဍာမှာတိုးတက်ခြင်းအကြောင်းဖြစ်တယ်ဒါကြောင့်မို့လို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်ကြတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလက်တွေ့ကြပြီးလူတိုင်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အဆုံးအမဩဝါဒတွေဒါဖြစ်တယ်ဘုံညာဘိတန္တကုသလဘိတန္တတုတ်မှာမြတ်စွာဘုရားစကားလေးသုံးလုံးကိုနဲ့ဟောထားတယ်အေးလောကမှာတဲ့ကုသိုလ်မြစ်ကြီးတွေစီးဆင်းပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တာတွေရှိတယ်အဲဒါကြောင့်မို့ကုသိုလ်တွေကိုယ်တဏ္ဍာမှာမပြတ်ဖြစ်နေအောင်လုပ်လို့ဒီအသုံးကိုသုံးတယ်ပုံညာဘိတန္တကုသလဘိတန္တဒုက္ခတဟာရအဲ့ဒီကုသိုလ်ကောင်းမှုဆိုတာတွေကကိုယ်တဏ္ဍာမှာဖြစ်ပြီဆိုရင်ဘာကိုယူဆောင်လာတော့ဆိုချမ်းသာကိုယူဆောင်လာလောကလူတွေကချမ်းသာကိုလိုချင်တာအေးလောကလူတွေအလုံးလုံးကြတယ်အဲ့ဒီလုပ်ငန်းကဘာကိုယူလာတော့ဆိုငွေကြေးတွေကိုယူလာနော်ဒီအလုပ်လုပ်လို့ရှိရင်ဒီအလုပ်ကငွေကိုကိုယ့်ကိုရစေငွေတွေရလာတယ်ထို့တူပဲကုသိုလ်ကောင်းမှုလုပ်တာဟာကုသိုလ်ကောင်းမှုကဘာကိုရစေတာတော့ဆိုချမ်းသာကိုရစေတာလုပ်ငန်းသည်ငွေကြေးတနာကိုယူဆောင်လာသလိုကုသိုလ်ကောင်းမှုကလည်းချမ်းသာဒုက္ခကိုကိုယ်စီယူဆောင်လာမှာပဲဒီအဓိပ္ပာယ်ကိုဟောတာနော်ဒုက္ခတာဟာရချမ်းသာရဲ့အကြောင်းဖြစ်တယ်သို့မဟုတ်ချမ်းသာကိုယူဆောင်လာတတ်တယ်အဲ့ဒီလိုကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာမပြတ်ဖြစ်နေမယ်ဆိုလို့ရှိရင်အတိုင်းအတာမရှိလောက်အောင်အမတန်မှကြီးမားတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပွားစေရအောင်ဘယ်လိုကုသိုလ်မျိုးတွေလုပ်ရမလဲဆိုတာဒီသုတ်တံပထမသုတ်ဒုတိယသုတ်တတိယသုတ်အနေနဲ့သုံးသုတ်ဟောတာအဲ့ဒီသုံးသုတ်လုံးကိုပေါင်းစပ်ပြီးတော့ဒီကနေ့ညနာယူမှတ်သားကြရမှာပေါ့အဲ့တော့ဒီသုံးသုတ်မှလာတဲ့ကျင့်စဉ်တွေအကုန်လုံးကျင့်တာပဲဖြစ်စေတစ်ခုစီကျင့်တာပဲဖြစ်စေမြတ်စွာဘုရားကတော့တသုတ်မှာ၄ခုဟောတယ်တစ်ခုဟာကုသိုလ်မြစ်ကြီးတစ်စင်းလို့ပဲမှတ်ရမှာပဲအမြဲကုသိုလ်တွေရနိုင်တဲ့အရာ၄ခုဆိုပြီးတော့ဒီလိုဟောတာနော်ဥပမာပေးလိုက်သေးတယ်ပင်လယ်တွေကရေတွေဟာဂါလံနဲ့တွက်ခွက်နဲ့တွက်ပြီးတော့ချင်းလို့မရနိုင်တယ်လို့ပဲတဲ့ဒီကုသိုလ်ကောင်းမှုတွေဟာလည်းပဲအတိုင်းအတာတစ်ခုကန့်သက်ပြီးတော့ပြောလို့မရဘူးလို့ဆိုဘယ်လောက်ကျေနပ်စရာကောင်း
ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာစင်စစ်မပြတ်ဖြစ်လာအောင်အကြောင်းတရားတွေကိုစီကူအထောက်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီသုတ်တန်၃ခုမှာအဘိဓမ္မာ၃လို့သာယုတ္တနိကေမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ဒီသုတ်တန်၃ခုမှာ1 2 3လို့ဆိုတဲ့အချက်၃ချက်ကတော့တူတူပဲနံပါတ်၄ကိုတစ်မျိုးစီပြောင်းလဲပြီးတော့မြတ်စွာဘုရားဟောထားတယ်အဲ့တော့ပထမဆုံးကိုယ်တဏ္ဍာမှာကုသိုလ်တွေစင်စစ်မပြတ်အရှိန်အဟုန်ကြီးကြီးနဲ့ကိုယ်တဏ္ဍာမှာကုသိုလ်တွေဖြစ်ဖို့ဟာဘာရှိရမှာလဲဘယ်ကုသိုလ်မျိုးလဲလို့ဆိုဗုဒ္ဓေအဝိစ္စပတာဒေနသမဏဂတောမြတ်စွာဘုရားဗုဒ္ဓေသစ္စာ၄ပါးကိုသိတော်မူတဲ့မြတ်စွာဘုရားအပေါ်မှာအဝိစ္စပတာဒေနအသိဉာဏ်ဖြင့်သက်ဝင်ကြည်ညိုခြင်းလို့ဆိုတဲ့ပညာတတ္ထာနဲ့သမဏဂတောပြည့်စုံရမယ်လို့ဆိုလို့အဲ့တော့မြတ်စွာဘုရားကိုယုံကြည်တာတရားနဲ့တင်ယုံကြည်ရမှာမဟုတ်ဘူးပညာနဲ့ယုံကြည်ဖို့လိုတယ်နော်ပညာဆိုဒီမှာတကယ်ကိုအလေးနဲ့စဉ်းကျင်စဉ်းစားပြီးတော့ဘုရားပေါ်မှာကျင့်တတ်တဲ့အသိနဲ့ကိုးကွယ်တာမျိုးဒီလိုဆိုလို့တယ်ပေါ့အပေါ်ယံကိုးကွယ်တာနဲ့အသိပညာနဲ့ကိုးကွယ်တာမတူဘူးအပေါ်ယံကိုးကွယ်မှုဟာပြောင်းလဲလွယ်တယ်ပေါ့ယုံကြည်မှုဆိုတာခိုင်မြဲတာမဟုတ်ဘူးအသိပညာနဲ့ကြမှာခိုင်မြဲတယ်လောကအသိပညာရှိလာပြီဆိုမှယုံကြည်တဲ့တရားဟာဆုံးဖြတ်ချက်ချနိုင်တဲ့အရာတစ်ခုဖြစ်သွားတယ်လောကမှာဒီကနေ့ပြောနေကြတဲ့ယုံကြည်မှုဆိုတာ faith ဆိုတဲ့ယုံကြည်မှုက blind faith ရှိတယ်မျက်ကန်းယုံကြည်တာမျိုးတွေလည်းရှိတယ်ကြိုးကြောင်စီလျော်မှုမရှိလည်းပဲယုံတယ်ဆိုတာဖြစ်တယ်မြတ်စွာဘုရားကိုယုံတာဟာအဲ့ဒီပုံစံနဲ့ယုံတာမဟုတ်ဘူးအသိဉာဏ်နဲ့ယုံတာလက်ခံတာအသိဉာဏ်ရှိနဲ့ယုံကြည်လက်ခံတာစိတ်ကြည်နူးမှုကိုဖြစ်စေအဲ့တော့ဘုန်းကြီးတို့တွေကိုယ်ဝေစိကတ်နေတဲ့မြတ်စွာဘုရားဗုဒ္ဓသစ္စာ၄ပါးအမှန်တရားကိုသိတယ်အဲ့ဒါလို့အမှန်တရားသိတာဘယ်လိုကြောင့်သိလာတာလဲဆိုတော့ဂုဏ်တော်တစ်ပါးစီရဲ့အဓိပ္ပာယ်လေးကိုအချင်းချင်းကြည့်လိုက်မြတ်စွာဘုရားကိုအာရုံပြုလိုက်တိုင်းပဲပြောမပြနိုင်လောက်အောင်များပြားလာတဲ့ဂုဏ်တွေရှိတော့လေဘုန်းကြီးတွေဗုဒ္ဓဘာသာဝင်သူတော်စင်တွေအားလုံးလောက်နှုတ်တက်နေကြတဲ့ဣတိပိသောမှာပါတဲ့ဂုဏ်တော်လေးတွေပဲကြည့်အောင်ဒီဂုဏ်တော်တွေဟာတာမန်ပုဂ္ဂိုလ်တွေရနိုင်တဲ့အရေးချင်းတွေမဟုတ်ဘူးအရဟံဆိုတဲ့စကားလုံးလေးတစ်ခုကိုကြည့်လိုက်စကားလုံးလေး၃လုံးပဲရှိတယ်အဲ့ဒီအရဟံဆိုတဲ့စကားလုံးကိုကြည့်လိုက်မယ်ဆိုရင်အရဟလို့ဆိုလို့ရှိရင်ရဟဆိုတာစိတ်ကြွယ်ရအဆိုတာမရှိဘူးမြတ်စွာဘုရားဟာတခြားပုဂ္ဂိုလ်တွေလိုစိတ်ကြွယ်ရမှာတိတ်တိတ်ပုံမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဒီလိုဆိုလို့တယ်နော်လောကမှာလူကြီးလူကောင်းလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလူမသိသူမသိတိတ်တိတ်ပုံမဟုတ်တာတွေလုပ်တာတွေရှိတယ်ပေါ့နောက်ကြရင်ဘူးပေါ်သလိုပေါ်လာလို့ရှိရင်မဟာအရှက်တော်ကွဲကြတယ်လေမြတ်စွာဘုရားမှာအဲ့ဒါလိုဘူးပေါ်เสียပေါ်သလိုပေါ်တာမျိုးတခုမှမရှိဘူးအဲ့တော့အရဟစိတ်ကြွယ်ရ၌တောင်မကောင်းမှုမလုပ်ဘူးဆိုလို့မြတ်စွာဘုရားမှာစိတ်ကြွယ်ရမရှိဘူးလို့ပြောတာဟာဒီတဲ့ကျေနပ်စရာကောင်းပါလောကမှာလူကြီးလူကောင်းလို့ဆိုတဲ့ပုဂ္ဂိုလ်တွေစိတ်ကြွယ်ရကြမဟုတ်တာလုပ်နေတာတွေအများကြီးရှိတယ်မြတ်စွာဘုရားကြတော့စိတ်ကြွယ်ရလို့သတ်မှတ်တာကိုသူ့မှာမရှိဘူးအဲ့တော့စိတ်ကြွယ်ရလုပ်တယ်ဆိုတာမရှိဘူးဆိုတော့လုံးဝဖြူစင်တယ်လုံးဝတန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်များဆိုတာထင်ရှားတယ်ပေါ့ဒီလိုဆိုလိုတာနော်ဒါတမန်ပုဂ္ဂိုလ်တွေရနိုင်တဲ့အရေးချင်းမဟုတ်ဘူးလောကလူတွေအများစုဟာတိတ်တိတ်ပုံမကောင်းတာလုပ်လို့ရှိကြတယ်လူရမှာလူရှိမှာဟန်ဆောင်တော်လဲကြွယ်ရမှာကြတော့မဟုတ်တာလုပ်တတ်တယ်ဒီလိုရှိတယ်ပေါ့အေးမြတ်စွာဘုရားကြတော့နရဟောကရောတိပါပါနေတယ်စိတ်ကြွယ်ရမှာတောင်မကောင်းတာမလုပ်ဘူးအေးတရားဝါတွေအကျိုးရှိအောင်လဲမြတ်စွာဘုရားကမင်းတို့ကစိတ်ကြွယ်ရလို့ထင်နေပေမဲ့တကယ်စိတ်ကြွယ်ရဆိုတာမရှိဘူးတဲ့နတ္ထိလောကေရဟောနာမပါပကမ္မံပကရုပတောမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်မှာတဲ့လောကမှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးဘယ်သူမှမသိဘူးရှိုးဝက်တဲ့နေရာဆိုတာခုပြောကြတယ် top secret ဆိုထိတ်တန်းရှိုးဝက်ဘယ်ထိတ်တန်းရှိုးဝက်ဟုတ်လဲပေါက်နေပြီနော်
ကိုယ်တိုင်သိတယ်ဆိုရင်ပေါက်နေပြီလေရှုပ်ဝဲချက်ဆိုတာဘယ်တော့မှမရှိဘူးရှုပ်ဝဲချက်တွေအကုန်ပေါက်တာကဘာမှာထိတ်တန်းရှုပ်ဝဲချက်ကြီးတွေအကုန်ပေါက်တာပဲမဟုတ်လားတိတ်တိတ်ဘုံမဟုတ်တာလောက်တိုင်းပေါက်လာတာဒီလိုဆိုလို့မြတ်စွာဘုရားကဘာကြောင့်ထိတ်တန်းလျှို့ဝှက်ချက်ဆိုတာမရှိတာလဲလို့ဆိုအတ္တတေပုရိသဇာနာတိကိုယ့်အကိုသိတယ်လေကိုမဟုတ်တာကိုယ့်အကိုသိအဲ့တော့ကိုယ့်အကိုလျှို့ဝှက်လို့ရမလားမရဘူးနံပါတ်1ကိုယ့်အကိုလျှို့ဝှက်လို့မရကိုယ့်အကိုလျှို့ဝှက်လို့မရလို့ကိုယ်ကစိတ်ွယ်ရလို့ထင်းနေပြီမဲ့လို့ကိုယ်မှာချောင်းကြည့်နေတဲ့မျက်လုံးတွေကအများကြီးပြပင်အိုင်းလို့ခေါ်တယ်ချောင်းကြည့်နေတဲ့မျက်လုံးဆိုတာဟာအကောင်းပလောင်မမြင်ရဘဲနဲ့ကြည်နေတာတွေအများကြီးလေလောကမှာပုံပန်းတရံမပေါ်ဘဲနဲ့ကိုယ်အနိနာမှာရောက်နေတဲ့နတ်တွေဆိုတာမရှိနိုင်ဘူးလားရှိနိုင်တယ်အများကြီးရှိတယ်ကိုကတော့ကိုတယောက်တည်းလို့ထင်တယ်မဟုတ်ဘူးကိုနားမှာရှိနေတယ်အဲ့ဒါတွေကိုမသိဘူးကိုမသိတော့ကိုစိတ်ွယ်ရလို့ထင်နေတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟောတာအေးမင်းကစိတ်ွယ်ရလို့ထင်နေပြီမဲ့လို့တဲ့အတ္တတေပုရိသဇာနာဟိမင်းမမင်းသိနေတာပဲဘယ်စိတ်ွယ်ရဟုတ်ကိုယ့်ကိုသိနေတယ်ယတိကာဟတိဝါနဝါဟုတ်တာလှုပ်တယ်မလှုပ်ဘူးဆိုတာကိုယ့်ကိုသိတယ်ကိုယ့်ကိုသိနေတာကိုကဘယ်သူမှမသိဘူးလို့ပြောလို့မရဘူးကိုသိနေပြီဒါကိုသိတာကသိကြတယ်ဒီတဲ့ပဲတကောဣတိဘနဲ့ပြည့်စုံတဲ့နတ်တွေသိပဲသူတော်ဘာစိတ်အကြံစီကိုသိနိုင်တဲ့သူတော်စင်ပုဂ္ဂိုလ်တွေကသိမယ်ဘယ်သူဘာလုပ်နေတယ်ဆိုတာသိနိုင်တယ်အဲ့ဒါကြောင့်မလို့လောကကြီးကစိတ်ခွဲရမရှိဘူးဆိုတာမြတ်စွာဘုရားမှာဒီစိတ်ခွဲရမှာမကောင်းမှုလုံလောက်အောင်ကိုပဲသူ့မှာကိလေသာဆိုတာမရှိတော့အဲ့ဒါကိုရည်စူးပြီးတော့အရဟံလို့ဒီလိုဆိုတာအလွန်ကျင့်တတ်စရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးတခုအဲ့ဒီလိုအဓိပ္ပာယ်နားလည်ပြီးတော့အရဟံဆိုတာတကယ်ကိုဒီလိုထူးခြားတဲ့ဂုဏ်ကြီးပါလားလို့ဆိုစိတ်ထဲမှာကျင့်တတ်ပြီးတော့ကြည်ညိုလေးစားတာကိုအဝိဇ္ဇပတာရလို့ခေါ်တယ်နော်ကျင့်တတ်တဲ့ကြည်ညိုမှုကျင့်တတ်တယ်အဲ့ဒါလိုကျင့်တတ်လောက်အောင်ကြည်ညိုမှုရလာဒီလိုဘုရားပေါ်မှာစိတ်ထဲမှာကြည်နူးကြည်နတ်နေမှုဟာအဝိဇ္ဇပတာရအဲ့ဒီအဝိဇ္ဇပတာရဆိုတဲ့ဘုရားပေါ်မှာကျင့်တတ်မှုကြည်နူးမှုနဲ့ဘုရားကုံကိုအာရုံပြုပြီးတော့စိတ်တွေမှာပီတိဖြစ်မှုဟာအတိုင်းအတာတစ်ခုအရာအမှန်တန်ကြီးမားတဲ့ကုသိုလ်ကြီးပဲလို့ဒီလိုဟောတာအဲ့ဒီကုသိုလ်ဟာမပြတ်စီးဆင်းနေတဲ့မြစ်ကြီးလိုပဲဒီကုသိုလ်ရဲ့အကျိုးအရှိန်အဟုန်ဟာအမှန်တန်မှကြီးမားလို့ဒီကုသိုလ်ရဲ့အကျိုးကိုမြစ်ထဲကရေတွေကိုခါလန်နဲ့ချင်တွက်ပြီးပြောလို့မရတယ်လို့ပဲဒီကုသိုလ်ရဲ့အကျိုးကိုပြောလို့မရဘူးဒါကြောင့်မို့ကိုယ်တဏ္ဍာမှာကုသိုလ်တရားမပြတ်ဖြစ်ပွားနေအောင်ဒီမြတ်ဗုဒ္ဓရဲ့ဂုဏ်နဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်နဲ့တရားနဲ့လွှမ်းခြုံပြီးတော့ဒီတတ္ထာနဲ့ဉာဏ်နဲ့ပြည့်စုံအောင်ကြိုးစားပါလို့ဒီလိုပြောတာနော်အဲ့ဒါလို့ကြိုးစားလာကြမ်းမြင်ပြောရလို့ရှိရင်ဒါအာရဟံရဲ့ဂုဏ်တော်နော်နောက်တစ်ခုကတော့ဒီမကောင်းမှုအဟုသို့ဟူသည်မြတ်စိတ်ွယ်ရတောင်မလုပ်ဘူးနောက်တစ်ခါကိလေသာတရားတွေအလုံးဖယ်ရှားပြီးသားဖြစ်တယ်အဲဒီလိုကိလေသာတရားတွေအလုံးဖယ်ရှားနိုင်လို့သမ္မာသမ္ဗုဒ္ဓလောကမှာသိเสียရှိတဲ့အမှန်တရားတွေကိုကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ကိုယ်ပိုင်ဉာဏ်ဖြင့်သိလို့ဝိဇ္ဇာစရဏတမ္ပန္နောအသိဉာဏ်နဲ့လည်းပြည့်စုံတယ်အသိဉာဏ်နဲ့ပြည့်စုံမှုအကျင့်တရားလည်းကောင်းတယ်ကိုယ်ကျင့်တရားလည်းကောင်းတယ်အသိဉာဏ်လည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအာကိုးတိုက်တဲ့ပုဂ္ဂိုလ်အဆုံးအမမှန်ကန်တဲ့အဆုံးအမကိုဟောတယ်လို့မတန်အာကိုးတိုက်တဲ့ပုဂ္ဂိုလ်သူကတော့ကိုယ်ကိုယ်တိုင်ကျင့်သုံးပြီးတော့ပေါက်ရောက်သွားတယ်အောင်မြင်သွားတယ်အပြောသက်မဟုတ်ဘူးအောင်မြင်ပေါက်ရောက်ပြီးသားပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်အတိနဲ့ပတ်သက်လာလို့ရှင်လောကဝိတုလောကအကြောင်းကိုကုန်သိတယ်လူတယောက်ရဲ့အကြောင်းကိုလည်းပဲရသော်ဘုရားဟာသိခြင်းလို့ကြည်လိုက်တာနဲ့တပြိုင်နက်လူရဲ့စိတ်ကိုဒီအမျိုးပေါင်း16မျိုးခွဲခြားပြီးတော့သိနိုင်တယ်စိတ်တ ानु ပဒနာအခါမှာကြည့်မယ်ဆိုရင်တာရာကစိတ်ဝိတရာကစိတ်နဲ့အဲ့ဒါလို့အမျိုးပေါင်း16ခုရှိလူတယောက်ကိုမြတ်စွာဘုရားတရားဟောတော်မယ်ဆိုလို့ရှိရင်ဘလောက်ပဲများတဲ့ပရိသတ်ပဲဖြစ်ဖြစ်အဲ့ဒီပရိသတ်ထဲမှာပါတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားတွေကိုအကုန်လုံးမြတ်စွာဘုရားသိချင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးသားကိုဖောက်ထွင်းပြီးတော့သိနိုင်စွမ်းရှိတယ်ပေါ့ဒါကြောင့်မို့ဘုရားဟောလိုက်တဲ့တရားဟာ
အခုခေတ်စကားနဲ့ပြောရင်ဟတ်ထိတယ်လို့ပြောတာနှလုံးသားကိုထိသွားတယ်အဲ့ဒါလောက်ထိအောင်စွန့်ရည်တတ္တိရှိတယ်လို့ဆိုတာလောကဝိတုလောကအကြောင်းသိတယ်ပေါ့လောကအကြောင်းသိလို့အနုတ္တရောပုရိသဓမ္မတာရတိဆုံးမဟောကြားတဲ့နေရာမှာတော့အတော်ဆုံးပဲတဲ့ဒါကြောင့်မို့တတ္ထရိဝမနုဿန္နာလောကမှာရှိတဲ့လူတွေမကနတ်တွေရဲ့ပါခေါင်းဆောင်ဆရာကြီးဖြစ်တယ်ဘုရားသစ္စာလေးပါးကိုသိအောင်ပြောပြနိုင်တယ်ဘဂဝါဘုံကံပါရမီနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များဖြစ်တယ်လို့ဒီအရေးချင်းတွေတာမန်ပုဂ္ဂိုလ်တွေရတဲ့အရေးချင်းမဟုတ်ဘူးဖះလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီအရေးချင်းရှိရလားလို့ဆိုတာစစ်ဆေးဖို့လိုတယ်ပေါ့ဒီအရေးချင်းမရှိဘဲနဲ့ဖះဆိုတာမဖြစ်ဘူးအဲ့ဒီအရေးချင်းမျိုးတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုသာလဲဖះလို့ပြောတာ။အော်ဖះတဆူရဲ့အရေးချင်းဆိုတာလူသားတွေကပုဂ္ဂိုလ်တူမှာအခုလိုကြီးမားလာတဲ့အရေးသွေးတွေနဲ့ပြည့်စုံတာပါလားလို့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အခုလက်ရှိဖះကိုသာပြောတာမဟုတ်ဘူးဘယ်ခေတ်ဘယ်ကာလဘယ်ကဘာမှာပေါ်တဲ့ဖះပဲဖြစ်ဖြစ်ဒီအရေးချင်းတွေကြီးပဲဒီလိုဆိုလိုတာနော်အဲ့ဒီလိုအရေးချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတဲ့ကြီးညိုတဲ့အသိဉာဏ်နဲ့သိပြီးတော့ကြီးညိုတဲ့ဆုံးဖြတ်နိုင်တဲ့သရတရားရှိနေပြီဆိုရင်ကုသိုလ်တရားတွေကဖြစ်ပွားနေမှာပဲလို့ဒါကတခုအဲ့ဒီလိုဘုရားပေါ်မှာကြီးညိုတဲ့စိတ်ဓာတ်တွေရှိနေလို့ရှိရင်ကိုယ်တဏ္ဍာမှာကုသိုလ်မြစ်ကြီးဟာစီးနေတယ်လို့ဒီလိုပြောနောက်တစ်ခါထိုဘုရားကအမှန်တရားတွေကိုဟောကြားခဲ့တယ်အဲ့ဒီဟောကြားတဲ့အမှန်တရားတွေဟာသူကိုယ်တိုင်ကနေဘာပြောလဲသွဲခါတော်ဘဂဝတာဓမ္မောမှန်မှန်ကန်ကန်ဟောတယ်တဲ့အကြောင်းနဲ့အကျိုးနဲ့မှန်ကန်စီလျော်အောင်ဟောတယ်အဲ့ဒီလိုမှန်မှန်ကန်ကန်ဟောထားတဲ့တရားနော်တန်ဒိဋ္ဌိကောပုဂ္ဂိုလ်တိုင်းဟာကိုယ်ပိုင်ဉာဏ်နဲ့မြင်လို့ရကြည့်လို့ရဘုရားဟောထားတဲ့တရားဓမ္မဟာဘုရားကသာဟောတာကျန်တဲ့လူတွေသိခွင့်မရှိဘူးဆိုတာမဟုတ်ဘူးအားလုံးဟာသိနိုင်တယ်အဲ့ဒီလိုသိတာဟာဘယ်အတိုင်းတာထိစောင့်ဆိုင်ရမလဲဆိုအကာလိကောစောင့်ဆိုင်တယ်မလို့ဘူးအိပတိကောတကယ်အစစ်မှန်ဖြစ်လို့လာစမ်းမှာလှုပ်ကြည့်စမ်းမှာဒီတရားလေးနှလုံးသွင်းကြည့်စမ်းမှာလို့လူတိုင်းကိုဖိတ်ခေါ်ပြနိုင်တာဖြစ်တော့ကြောင့်အိပတိကောဩပနေဤကောကိုယ်စိတ်တဲ့အခုရောက်အခုငြိမ်းချမ်းလို့အခုချက်ချင်းဒီတရားကိုစိတ်ထဲကနေနှလုံးသွင်းလိုက်ပါနှလုံးသွင်းလိုက်တာနဲ့ချက်ချင်းပြည့်ပြောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေလက်တွေ့အလွန်ကြပြီအစစ်မြင့်တဲ့မက်ဖို့နိဗ္ဗာန်ဆိုတာတွေကြတော့ပစ္စတံဝေရိတဘောဝိညုဟိအသိပညာလုံလောက်တဲ့ပုဂ္ဂိုလ်မှကိုယ်တိုင်လက်တွေ့သိနိုင်တယ်လို့ဒီလိုဟောတယ်အသိပညာမလုံလောက်သေးလို့နိဗ္ဗာန်ပဲနေမှမသိဘူးမက်ဆိုတာဘယ်လိုမှမသိဘူးဖို့ဆိုတာဘယ်လိုမှမသိဘူးဆိုတာဟာအသိဉာဏ်ကိုမှမလုံလောက်သေးဘူးလို့ဆိုတယ်တော့ကြည့်လေမူလရန်သင်နေတဲ့ကလေးတယောက်ဟာတက္ကသိုလ်ပညာရပ်ကိုဘယ်လိုလုပ်သိမသိနိုင်သေးဘူးပေါ့တနေ့ကျတော့မူလရန်ပညာပြီးတော့အလယ်တန်းပြီးတော့ထက်တန်းသင်ပြီးတော့သွားတဲ့အခါတက္ကသိုလ်ပညာရပ်သူသိနိုင်သွားတယ်လေထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအဆင့်လိုက်သွားတော့နောက်ဆုံးမှာအစစ်မြင့်တဲ့တရားကြတော့မိမိတို့ကိုယ်တိုင်အသိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှသိနိုင်တယ်ဆိုတာဒါဟာတဘာဝအမတန်မှကြတဲ့အရာတစ်ခုမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခုလိုထူးခြားတဲ့အည်သွေးတွေစစ်မှန်တဲ့အည်သွေးတွေရှိတယ်လို့သိတာကိုဓမ္မေအဝိစ္စပတာရိဏသမနာကတောတရားကုံကိုအာယုပြုပြီးတော့တကယ်ဟုတ်တာပဲဒေါသဖြစ်နေတဲ့အချိန်လေးမှာတိခဏ်ချင်းခွင့်လွှတ်ခြင်းနဲ့လုံးလိုက်ရင်အေးသွားတယ်လောဘဖြစ်နေတဲ့အချိန်မှာအလုံးဟာသင်္ခါရတရားတွေပဲဘယ်အရာမှမမြဲဘူးဆိုတာလေးတွေးလိုက်လို့ရှိရင်လောဘကိုလျှော့ချနိုင်သွားတယ်အဲ့ဒါလို့အကုသိုလ်တရားတွေကိုလျှော့ချဖို့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုနှလုံးသွင်းလိုက်တာနဲ့ချက်ချင်းရော့ကြပြီးနောက်ဆုံးမှာပျောက်ကွယ်သွားနိုင်တဲ့အထီအောင်စွမ်းဆောင်နိုင်မှုဆိုတာကိုယ်တိုင်သိရှိနားလည်လာနိုင်တယ်ပေါ့ဒါကြောင့်မို့တရားဟာတကယ်စစ်မှန်ပါပေတယ်တချို့တွေတရားနာရင်နဲ့စိတ်ထဲမှာကြည်နူးပြီးတော့နော်အရင်ကတရားနဲ့ပတ်သက်ပြီးသဘောမပေါက်တာတွေသဘောပေါက်လာပြီဆိုလို့ရှိရင်အတိုင်းအတာမသိပီတိတွေဖြစ်ကြပီတိတွေဖြစ်လာတာလက်တွေ့ကိုသိရတဲ့အသိဉာဏ်ကြောင့်ဖြစ်တာ
အဲ့ဒါမျိုးဓမ္မေအဝိစ္စပတာရိဏသမနာကတောတရားနဲ့ပတ်သက်ပြီးတော့နှစ်ကာယုံကြည်လက်ခံလာခြင်းဟာအမတန်ကြီးမားတဲ့အရှိန်ရှိတဲ့ကုသိုလ်တွေရရှိနေခြင်းပဲဖြစ်တယ်။ကုသိုလ်ရဖို့ရအတွက်ဖះနဲ့ပတ်သက်ပြီးတော့အဝိစ္စပတာရတရားနဲ့ပတ်သက်တဲ့အဝိစ္စပတာရဒါတွေရှိဖို့လိုတယ်လို့ဆိုတယ်။ဒါကိုဒုတိယမြစ်ကြီးအနေနဲ့မြတ်စွာဘုရားဟောတခါတတိယအနေနဲ့ဘာဟောတော့ဆိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုပြည့်စုံစုံလိုက်နာကျင့်သုံးပြီးတော့တရားကိုသိရှိသွားကြလို့တဏှာဥက္ကလွတ်သွားကြတဲ့ယဟန္တာပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်တွေအဲ့ဒီအရိယာပုဂ္ဂိုလ်တွေကြည့်လိုက်မလားအရိယာပုဂ္ဂိုလ်တွေဟာအခုလိုဖြစ်လာအောင်မလုပ်ကြသုပ္ပတိပန္နောကောင်းကောင်းကျင့်ကြတယ်မဂ္ဂင်၈ပါးအကျင့်တရားကိုမှန်ကန်တဲ့နိလန်းနဲ့ကျင့်ကြတယ်ဥစ္စုပฏิပန္နောလိန်ညာပြီးတော့ဟန်ဆောင်လုပ်တာမဟုတ်ဘဲနဲ့ဖြောင့်မတ်တဲ့စိတ်ဓာတ်နဲ့ကျင့်ကြတယ်ညာယပฏิပန္နောနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သည့်ထီအောင်ကျင့်ကြတယ်သာမိစိတ်ပฏิပန္နောမက်ဖို့နဲ့သင်လျော်တဲ့အကျင့်မျိုးကျင့်ကြံကြိုးကိုအားထုတ်ကြတယ်ဆိုတော့အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်နေကြတာဟာဒီအားထုတ်နေကြတဲ့အခိုက်မှာလည်းပဲကျင့်တတ်စရာကောင်းတယ်တကယ်တရားဓမ္မနဲ့ပြည့်စုံနေကြတယ်လို့စိတ်ထဲမှာယုံကြည်လာတာဟာအဝိစ္စပတာရတန်ခေအဝိစ္စပတာရလို့ခေါ်တယ်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်သောတာပန်ပုဂ္ဂိုလ်နဲ့ဆက်ဆက်ပြီးသုပ္ပတိပန္နောကောင်းစွာကျင့်လို့သောတာပတိမဲ့ဥစ္စုပတိပန္နောဖြောင်းဖြောင်းမမကျင့်လို့သဂရဂါမိမဲ့ညာယပတိပန္နောမှန်ကန်တဲ့အကျင့်နဲ့ကျင့်တာမို့အနာဂါမိမဲ့တာမိစိတ်ပฏิပန္နောနိဗ္ဗာန်နဲ့သင်လျော်တဲ့အကျင့်ကိုကျင့်လို့အရဟတမေဆိုတယ်မဲ့၄ပါးကိုရရှိသွားကြတဲ့အရိယာသူမွန်ပုဂ္ဂိုလ်ကျွန်တို့ကိုရည်စူးပြီးတော့မှန်ကန်တဲ့အကျင့်တွေကျင့်ကြအဲ့ဒါလို့ကျင့်လိုက်လို့ယတိရံစတ္တာရိပုရိသယုဂာနိ၄ခုအစုံအားဖြင့်ပြောမယ်ဆိုရင်၄စုံသောတာပတိမဂ္ဂထံသောတာပတိဖလက်ထံသဂရဂါမိမဂ္ဂထံအနာဂါမိသဂရဂါမိဖလက်ထံအနာဂါမိမဂ္ဂထံအနာဂါမိဖလက်ထံအရဟတမဂ္ဂထံအရဟတဖလက်ထံမှန်တော့မဂ္ဂထလို့ဆိုလိုတယ်ပေါ့အဲ့လိုမတရားကိုမျက်မှောက်ပြုနေတဲ့ပုဂ္ဂိုလ်က၄ဦးဖို့တရားကိုမျက်မှောက်ပြုတဲ့ပုဂ္ဂိုလ်က၄ဦးဆို၈ဦးအဲ့ဒါကိုစတ္တာရိယုဂာနိအဋ္ဌပုရိသပုဂ္ဂလာ၈အောင်ဒါကိုရိယပုဂ္ဂိုလ်၈အောင်လို့ခေါ်တယ်အဲ့ဒီလိုကျင့်ကြံကြုတ်ကိုအထုတ်လို့ပေါက်ရောက်အောင်မြင်သွားတဲ့ပုဂ္ဂိုလ်ဟာလောကသားတွေအတွက်ဘယ်လိုပြန်ပြီးတော့အကျိုးပြုတော့ဆိုအာဟုနေယောအဝေးရယူလာတဲ့ပစ္စည်းတွေကိုတကယ်ကိုရဝေးဒေသနိုင်ငံခြားတိုင်းပြည်ရက်တွေကနေဝေးလံတဲ့ဒေသကနေတည်ယူလာတဲ့ပစ္စည်းတွေဆိုတာကိုယ်အမတန်မြတ်နိုးတဲ့ပုဂ္ဂိုလ်ကိုပဲလက်ဆောင်ပေးကြတာကိုအဲ့ဒါလိုလက်ဆောင်ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီလက်ဆောင်ကိုပေးထိုက်တဲ့ပုဂ္ဂိုလ်ဟာဒီအရိယာသူတော်ပဲဖြစ်တယ်ဒါကြောင့်မို့အာဟုနေယောအဝေးရယူလာတဲ့ပစ္စည်းတွေကိုထိုက်တန်သူလို့ပေးလိုက်ရလို့ရှိရင်ဘာကြောင့်ထိုက်တန်သူလို့ပြောရတယ်လဲလို့ဆိုရင်ဒီသူ့ရဲ့တုံ့ပြန်မှုကအလွန်ကြီးမားတယ်ပေါ့မြေဩဇာရှိတဲ့မြေရဲ့တုံ့ပြန်မှုကြောင့်သီးနှံတွေတစ်ပင်တွေဖွံ့ဖြိုးတယ်ဆိုတာလို့ပဲဒီပုဂ္ဂိုလ်ရဲ့တုံ့ပြန်မှုကြောင့်အကျိုးကျေးဇူးရတာအမှန်တမ်းကြီးမားဒီလိုဆိုလိုလားနော်ပါဟုနေရောတဲ့အိမ်မှာကောင်းဆောင်ကောင်းလာလို့ရှိရင်ကျွေးဖို့မွေးဖို့ဆိုပြီးတော့ကိုတော်မစားရဲ့ပဲနဲ့ခြံထားကြတာလေးတွေရှိတယ်ပေါ့ဧည့်သည်လာရင်ကျွေးဖို့ဆိုအဲ့ဒီဧည့်သည်လာရင်ကျွေးဖို့ဆိုတဲ့ထားတဲ့ပစ္စည်းကိုခံယူတတ်တဲ့ပုဂ္ဂိုလ်ဟာဒီအရိယာသူမောပုဂ္ဂိုလ်ချုပ်နေပဲဖြစ်တယ်ဆိုတော့ပါဟုနေရောဒက္ခိနေရောတစုံတစ်ခုကိုရည်စူးသို့မဟုတ်တမလွန်ဘဝကိုပြောင်းသွားတဲ့မိဘတွေရည်စူးတယ်ဆွေမျိုးသားချင်းတွေကိုရည်စူးတယ်အဲ့ဒီလိုရည်စူးပြီးတော့လှူတဲ့အလှူကိုဒက္ခိနာလို့ခေါ်တယ်အဲ့ဒီဒက္ခိနာဆိုတဲ့ရည်စူးပြီးလှူလိုက်တဲ့ဟာချက်ချင်းဒီပုဂ္ဂိုလ်ရည်စူးပြီးတော့လှူလိုက်တဲ့အလှူဟာဟိုမှာချက်ချင်းအကျိုးရောက်သွားတယ်အဲ့ဒါကြောင့်မလို့ဒက္ခိနာလို့ခေါ်တဲ့ရည်စူးပြီးတော့လှူတဲ့အလှူတွေကိုလက်ခံတိုက်တာလည်းဒီပုဂ္ဂိုလ်ပဲဒီလိုဆိုတာပေါ့နော်ချက်ချင်းအကျိုးတုံ့ပြန်မှုကိုရရှိနိုင်လို့ဆိုတာနောက်အစ္စလိကရဏီယောလက်အုပ်ချလိုက်တယ်
လက်ကိုခြိလိုက်တဲ့ပုဂ္ဂိုလ်အနုတ္တရံပုံညာခိတ္တံလောကသကုသိုလ်ကောင်းမှုလိုချင်လို့ကုသိုလ်လုပ်မယ်ဆိုလို့ရှိရင်အလုံးကိုကောင်းမြတ်တဲ့လဲမြေတာပဲအေးရေဩဇာကောင်းတဲ့မြေဆိုရင်ဘာဆိုင်သိနှံ့နေရအဲ့ဒါလိုပဲအရိယာသူမွန်ပုဂ္ဂိုလ်ကျွန်တွေကိုလှူမဲ့တမ်းမဲ့ဆိုလို့ရှိရင်ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာနော်လှူဒန်းတာမပြောနဲ့လက်အိုလေးတစ်ချိန်ခြိတာပဲဖြစ်စေနော်ကြည်နူးတဲ့စိတ်နဲ့ဖူးမြင်လိုက်တာပဲဖြစ်စေအဲ့ဒီစွမ်းအားတွေကြောင့်ထိုပုဂ္ဂိုလ်ရဲ့ကောင်းကျိုးချမ်းသာရမှုဟာအလွန်ကြီးမားတယ်လို့ဆိုမြတ်စွာဘုရားလက်ထက်တော်ခါကာလတော်ကသေအံမူမူအိမ်ပြင်ထုတ်တာလို့သေအံမူမူမလုံနိုင်မရှက်နိုင်တတိရတဲ့အချိန်လေးသာရှိတော့တဲ့မထကုဏ္ဏတိသူတို့သားလေးကိုကြည့်သူတို့အင်္ဂေဟာဘက်လမ်းမပေါ်ကိုမြတ်စွာဘုရားဟာတန်ဃာတော်တွေနဲ့ကြွသွားလိုက်တဲ့အခါဘုရားမှုရှိတဲ့တန်ဃာတွေကိုမြင်လိုက်တော့လက်ဟုတ်တောင်မချီနိုင်ဘူးစိတ်ထဲကနေပြီးတော့ချီနူးလိုက်တဲ့စိတ်ကလေးနဲ့သေသွားတော့တာဝရိန္ဒနတ်ပြည်ရောက်သွားတုံ့ပြန်မှုကဘလောက်ကောင်းတယ်လဲစဉ်းစားကြည့်ပေါ့နော်ချီနူးမှုလေးစွမ်းအားလေးနဲ့တည်းပဲသူဟာဘာကုသိုလ်မှတခြားမရှိပဲနဲ့ဒီကုသိုလ်လေးနဲ့တည်းပဲကောင်းရသူတွေကိုရောက်သွားဒါတုံ့ပြန်မှုလို့ခေါ်တယ်ပေါ့အဲ့ဒါလို့တုံ့ပြန်မှုတွေကုသိုလ်တွေရဲ့စိုက်ပျိုးဖို့ယဉ်ဤမြုပ်နှံမှုအတွက်ဟာအကောင်းဆုံးလယ်မြေနဲ့အလားတရံတူတယ်လို့ဆိုတန်ခါဂုံတွေကိုအာယုပြုတ်ပြီးတော့တစ်ခုစီဆင်ញင်စဉ်းစားလိုက်လို့ရှင်ကြည်နူးွယ်ကောင်းလာတဲ့ဒီသရတရားတွေပညာနဲ့ဆင်ញင်သုံးသပ်တဲ့သရတရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်လာမှာဖြစ်တယ်ပေါ့ဒီလိုဆိုတာအဲ့ဒါကိုပဲတန်ခေအဝိစ္စပတာရိဏသမဏကတော်အခုလိုတန်ခါပေါ်မှာကြည်နူးတဲ့သရတရားနဲ့ပညာနဲ့ဆုံးဖြတ်ပြီးတော့ကြည်နူးတဲ့ပီတိစိတ်တွေတရားတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကုသိုလ်ဆိုတဲ့အတိုင်းအတာဟာအလွန်ကြီးမားစွာမပြတ်ဖြစ်နေပြီဒါကြောင့်မို့လို့ဒါကိုလည်းပဲကုသိုလ်မြစ်ကြီးလို့မြတ်စွာဘုရားတင်စားပြီးတော့ဟောတာနော်အေးဘုရားတရားတန်ခါယရဏသုံးပါးနဲ့ပတ်သက်ပြီးတော့အခုလိုကျေနပ်เสียအကြောင်းနဲ့အကျိုးနဲ့အခုလိုဟောတဲ့အာယုံပေါ်မှာဒီသဘာဝတရားတွေဒီအရေးချင်းတွေကိုကြည့်ပြီးတော့စိတ်ကြည်နူးမှုရထားတာဟာအလွန်ကြီးမားတဲ့ကုသိုလ်တရားပဲလို့ဒီလိုဆိုတာပေါ့တခါနံပါတ်၄အနေနဲ့မြတ်စွာဘုရားကဘာကိုဟောတော်လို့ဆိုလောကမှာဒီမုဒ္ဒစာခိဝိကတမလမစ္စေရိနစေတတအခါရံအစ္ဆဝတ္တိစီးပွားရှာပြီးမိသားစုဘဝမှာနေတဲ့အခါငါသာသုံးမယ်ဘယ်သူမှမပေးဘူးဘယ်သူမှမကြွေးဘူးဆိုတဲ့ကိုယ့်ရဲ့ပစ္စည်းပေါ်မှာနှမျောဝန်တိုတဲ့စိတ်မျိုးမထားရဘူးတဲ့ဧည့်သည်လာရင်လည်းဧည့်သည်မို့ကြွေးတယ်မွေးတယ်မိတ်ဆွေတွေလာရင်လည်းမိတ်ဆွေတွေမို့ကြွေးတယ်မွေးတယ်ပေးတယ်ကမ်းတယ်ဆိုတဲ့ဘယ်သူပေါ်မှာမစ္စရိယမထားပဲနဲ့ငါသာဆိုတာမျိုးမထားပဲနဲ့ဒီလွတ်လပ်တန်ရှင်းစင်ကြယ်သောလက်နဲ့လွတ်လပ်ပေကံစွန့်ကြဲပြီးတော့ရဲရောနေတာဟာလည်းပဲကိုယ့်အတွက်ကုသိုလ်တွေအများကြီးဖြစ်နေဖို့မြစ်ကြီးလိုပဲစီးဆင်းနေခြင်းပဲဖြစ်တယ်အေးအိမ်နေရင်ကနေမစ္စရိယဖြစ်နေတယ်ဆိုတာဘာတော့ဆိုအိမ်မှာချက်ရင်းပြုတ်ရင်းတောင်မှဒီဟင်းတော့သူ့မကြွေးဘူးငါပဲစားမယ်ဆိုတာမျိုးနော်ဒါကိုတော့သူ့မပေးဘူးငါအတွက်ဆိုပြီးတော့အဲ့ဒါလိုလောက်တတ်တယ်ပေါ့လောကလူတွေရဲ့သဘာဝလေအဲ့တော့ကိုယ့်အတွက်သာစဉ်းစားပြီးသူများအတွက်လုံးမပေးဘူးဆိုတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့အဲ့ဒါလိုမဟုတ်ဘဲနဲ့ဘာပဲဖြစ်ဖြစ်အလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်အောင်ကိုယ့်အတွက်ကြီးမဟုတ်ဘူးအလုံးအတွက်ဆိုတဲ့စိတ်ဓာတ်ထားရင်မစ္စရိယကဲတဲ့စိတ်လို့ဆိုလိုတာမစ္စရိယရဲ့သဘောကအခွင့်အရေးမှန်သမျှကိုယ်ပဲရခြင်းနဲ့သူများကိုမပေးနိုင်မပေးချင်တာဟာမစ္စရိယလို့ခေါ်တယ်နော်လောဘနဲ့တွဲတာမဟုတ်ဘူးသူကဒေါသနဲ့တွဲတာမစ္စရိယတရားကကိုယ်အတွက်လို့စဉ်းစားပြီးကိုယ်ပိုင်ဆိုင်လာပြီဆိုလို့ရှိရင်တစ်ဖက်သားကိုရန်လုတ်တတ်တဲ့သဘောရှိတယ်ကြောင်ကလေးတွေကြည့်သူတို့ပါဇက်ထဲကြွက်တကောင်ရပြီးဖမ်းမိသွားပြီဆိုလို့ရှိရင်ရန်လုတ်တော့တာပဲလေလူတွေကတော့ပြောတယ်မန်ဖီတယ်ဆိုတာမန်ဖီတာဘယ်သူ့ကိုမန်ဖီတာတော့ဆိုကိုရထားတဲ့ဟာကို
တခြားကလာလူမှဆိုလို့မှန်ဖီတာအဲ့တော့မစ္စရိယနောက်မှာဒေါသရှိတယ်နော်ဒါကြောင့်မို့မစ္စရိယတရားဒေါသကိုပိုင်ထားတဲ့အရာကိုသူများကို share မလုပ်နိုင်တာမစ္စရိယအိတ်တာဆိုတာကြတော့သူများကြည်ပွားတာကိုမနာလို့မရှုစိဖြစ်တာအိတ်တာအဲ့ဒီသဘာဝတရားနှစ်ခုဟာအလွန်ဆိုးဝါးတယ်ဒါကြောင့်မို့လောကလူတွေဟာအိမ်မှာနေထိုင်ကြပြီးတော့နော်မိသားစုကျွေးတယ်မွေးတယ်ဆိုတဲ့အချိန်မှာမိသားစုဘဝမှာနေတဲ့အခါမှာမစ္စရိယတရားလွှမ်းမိုးနေတဲ့အိမ်ဟာ6ကပ်ကပ်ဖြစ်နေတတ်တယ်ပေါ့ဘယ်သူမှအခန္ဓာတို့ကျွေးမွေးတာတို့မလုပ်ဘူးရှိတာဖွဲ့ထားတယ်ဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလိုအိမ်မျိုးသွားလို့ရှိရင်ရေတောင်တောက်ရမှာမဟုတ်ဘူးပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စရိယကင်းတဲ့အိမ်မျိုးဖြစ်ရမယ်နေ့စဉ်ဘဝမှာမစ္စရိယကင်းတဲ့မိသားစုမျိုးဖြစ်ရမယ်ဆိုအဲ့ဒီလိုဖြစ်လို့ရှိရင်ဒီအိမ်ဟာကုသိုလ်တွေရပြီးကုသိုလ်တွေမပြတ်စီးဆင်းနေတဲ့အိမ်ဖြစ်တယ်လို့မြတ်စွာဘုရားနံပါတ်4အနေနဲ့သုတ်တန်တစ်ခုမှာဒုတိယသုတ်မှာဒီလိုဟောလိုက်တယ်ပထမသုတ်မှာကြတော့အဲ့ဒီမစ္စရိယတရားရှောင်ရှားဖို့ရဲ့အစားမှာဘာဟောတော့ဆိုသီလကိုဟောတယ်ဗုဒ္ဓေဝိသပတာရိနသမဏဂတောဓမ္မေဝိသပတာရိနသမဏဂတောသံဃေဝိသပတာရိနသမဏဂတောဆိုအသိဉာဏ်နဲ့တရားတရားနဲ့ခြေနုဝန္တမှုဆိုတာတွေရှိတဲ့နောက်မှာနံပါတ်4အနေနဲ့ဘာတော့အရိယာတွေမျက်နှိုးတဲ့သီလမျိုးကိုမိမိအသက်တဲ့မျက်နှိုးတမာတိဖြစ်စေနိုင်လောက်အောင်စင်စင်ကြဲကြဲဒီလိုစင်ကြယ်မြင့်မြတ်တဲ့5ပါးသီလလုံလုံခြုံခြုံဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ရမယ်ဒီလိုဆိုလို့5ပါးသီလပဲပြောတယ်နော်ဒီနေရာမှာ10ပါးတို့9ပါးတို့10ပါးတို့တောင်မပြောဘူး5ပါးသီလကိုအသက်တဲ့မျက်နှိုးအရိယာသူတော်စင်တွေဟာအသက်တဲ့မျက်နှိုးဆိုတာထိမ့်သိမ်းဆောက်ရှောက်တယ်လို့ကိုယ့်ရဲ့သီလကိုမျက်နှိုးထိမ့်သိမ်းဆောက်ရှောက်နေရမယ်လို့ဆိုလို့အဲ့ဒီ5ပါးသီလကိုမျက်နှိုးထိမ့်သိမ်းဆောက်ရှောက်မှုဟာလည်းပဲကုသိုလ်တွေမြစ်ကြီးပမာစီးဝင်လာနိုင်တဲ့စွမ်းဆောင်မှုတွေကိုပေးနိုင်တယ်လို့ဒီလိုဆိုလို့5ပါးသီလလုံခြင်းဟာတာမန်ကုသိုလ်လို့မအောင်မေ့လေနဲ့ကြီးမားတဲ့ကုသိုလ်ကြီးတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်နော်ဒါကတစ်ခုနောက်တတိယသုတ်ကြတော့မြတ်စွာဘုရားအဆင့်ကိုတိုးမြင့်ပေးလိုက်တယ်အဆင့်တိုးမြင့်တာခုနကစာခဆိုတာနဲ့ဟောတယ်ပထမသုတ်ဒုတိယသုတ်ကြတော့သီလအခုတတိယသုတ်ကြတော့ဘာလဲလို့ဆိုရင်ဝိပဿနာကုသိုလ်တရားတွေမပြတ်စီးဆင်းနေဖို့ရာကုသိုလ်မြစ်ကြီးစီးနေဖို့ဆိုတာဘာလုပ်ရမလဲဘယ်လိုအသိဉာဏ်တွေရှိရမလဲလို့ဆိုနံပါတ်3ကျမြတ်စွာဘုရားကရှင်းပြီးတော့ဟောတာပညာဝါပညာရှိရမယ်တဲ့အသိပညာရှိရအဲ့ဒီပညာကဘယ်လိုပညာတုံးလို့ဆိုဥဒယထဂာမိနိယဥဒယထဂာမိနိယဆိုတာသဘာဝတရားတွေဖြစ်ပေါ်လာတာကိုလည်းသိတယ်ပျက်စီးသွားတာကိုလည်းသိတယ်ဆိုတဲ့ပညာမျိုးဆိုအဖြစ်အပျက်ကိုမြင်တဲ့ဝိပဿနာပညာကိုဆိုလိုတာနော်အဖြစ်အပျက်ကိုမြင်တဲ့ဝိပဿနာပညာခုနရှေ့ပိုင်းကစာကဆိုတဲ့စွန့်ကြဲမှုနဲ့ပြည့်စုံတာအခြေခံအဖြစ်အရိယကန္တသီလလို့ဆိုတဲ့5ပါးသီလနဲ့ပြည့်စုံတာအဲ့ဒါတွေပြီးတော့အဲ့ဒီတဲ့ပို့အစစ်မြင်တာဖြစ်ပြမှုကိုသိတဲ့ဝိပဿနာပညာတဲ့ဥဒယထဂာမိနိယဖြစ်မှုပြမှုကိုသိတယ်စဉ်းစားကြည့်လေဘုန်းကြီးတို့တွေအကြံဉာဏ်အဖြစ်ပြောမယ်တဏိတာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မနေ့နေထွက်တဲ့အချိန်ကညနေနေဝင်တဲ့အချိန်ကြည့်အဲ့ဒီအချိန်ထဲမှာပြောင်းလဲမှုတွေဘလောက်များတယ်လဲဆိုတာစဉ်းစားကြည့်နိုင်လက်တံလေးတစ်ခုကိုစိုက်ပြီးတော့ကြည့်နေအောင်နိုင်လေးဟာရွေးရှားပြီးတော့သွားနေတယ်မနေ့6နာရီလောက်ကစကြည့်လိုက်တဲ့နိုင်လက်တံနှစ်ခုဟာအမြဲတမ်းပြောင်းနေတယ်ရပ်နေတယ်လို့မရှိဘူးမနေ့6နာရီကနေညနေ6နာရီအထိအောင်အချိန်တွေဟာပြောင်းလဲနေတယ်ဆိုတာတဏှာတွေကစူးစိုက်ပြီးတော့ကြည့်လိုက်တည်မြဲနေတာဆိုတာတခုမှမရှိဘူးအဲ့ဒါလို့တည်မြဲနေတယ်ဆိုတာတွေမရှိတယ်လို့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာလည်းပဲအခုလို့တည်မြဲနေတာမဟုတ်ဘူးတစ်ခုပြီးတစ်ခုပြောင်းလဲပြီးတော့ဖြစ်ပေါ်နေတယ်
အဲ့ဒီပြောင်းလဲနေသည့်အတွက်ကြောင့်ပြောင်းလဲမှုတွေအချိန်ပေါင်းများလာတဲ့အခါမှာလူဟာအိုမင်းလာတယ်လို့ပြောကြတာတကယ်ကတော့ချက်ချင်းအိုသွားတာမဟုတ်ဘူးနော်တစ်စက္ကန့်ပြီးတစ်စက္ကန့်လူရဲ့အသက်ဟာပြောင်းလဲနေတာဖြစ်သောကြောင့်အိုမင်းလာတာအဲ့ဒါလို့ငယ်စဉ်ကနေစပြီးတော့အချိန်ကြာမြင့်စွာတဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့အခါမှာနောက်ဆုံးကြတော့စရတရားရဲ့နှိမ့်ဆက်မှုကြောင့်ကောင်းတွေဖြူတယ်သွားတွေကျိုးတယ်နားတွေထိုင်းတယ်ခါးတွေကိုင်းတယ်ပေတွေတွန်းတယ်ဟုတ်နောက်ဆုံးကြတော့အိပ်ရတယ်ဘုံဘုံလဲသွားတဲ့အနေအထားမျိုးထိရောက်သွားဒါဟာချက်ချင်းဖြစ်တာလားလို့ဆိုမဟုတ်ဘူးနေ့စဉ်နဲ့အမျှပြောင်းနေတဲ့သဘောအရှင်လောကရကပေါ်ထွန်းလာတဲ့နေကြီးဟာပြုတ်ခနဲ့ဝင်သွားတာလားဆိုမဟုတ်ဘူးတရွေ့နဲ့သွားလိုက်တာနောက်ဆုံးကြတော့နေဝင်ပြီးပျောက်ကွယ်သွားတယ်ဒီလိုဖြစ်တာအဲ့တော့အချိန်ကြီးဟာရွေးရှားနေတယ်လို့ဒုသရဝါတွေရဲ့တဏ္ဍာမှာရှိနေတဲ့ရုပ်တရားတွေနံတရားတွေအလုံးဟာလည်းပဲရွေးရှားနေတာပဲတည်မြဲနေတဲ့အရာမရှိဘူးလို့ဒီလိုမြင်တာဟာဥရိယထခာမိနီဖြစ်လာတာလည်းမြင်လိုက်တယ်ပျက်စီးသွားတာကိုလည်းမြင်လိုက်တယ်လို့ဒီတဲ့အသေးစိတ်မြင်လာတဲ့အခါကျတော့စက္ကန့်ပိုင်းအတွင်းမှာပဲလူတွေဟာဖြစ်ပြီးတော့ပြက်နေတာကိုဆိုတာကိုမိမိရဲ့နှာသီးပြားလေးကိုစိုက်ပြီးတော့ကြည့်လိုက်လေလေးကိုရှူသွင်းလိုက်တယ်ပျောက်သွားတယ်ရှိုက်ထုတ်လိုက်တယ်ပျောက်သွားတယ်နော်တခဏလေးအတွင်းမှာပဲဒီဝင်လေကထွက်လေဝင်လေလေးအတွင်းမှာပဲလူရဲ့ဒီထွက်မှန်းသိလိုက်တဲ့အသိစိတ်လေးဟာပျောက်သွားတယ်ပျက်စီးသွားတယ်ဝင်လာတဲ့အခါဝင်မှန်းသိလိုက်တဲ့အသိစိတ်လေးဟာလည်းပျောက်ကွယ်သွားတယ်ဆိုရင်ဒီလိုကျင်းပြီးတော့ကြည့်လိုက်လို့ရှိရင်လည်းပဲစက္ကန့်မလတ်လူတွေရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုတာကိုမြင်လာနိုင်တာအသိဉာဏ်ပဲဖြစ်တယ်ပေါ့အဲ့ဒီဝိပဿနာဉာဏ်ကြတော့ပို့ပြီးတော့ကုသိုလ်တရားတွေကိုဖြစ်ပွားစေတယ်အကုသိုလ်တရားတွေကိုဖယ်ရှားပေးတယ်အဲ့ဒီလိုကြည်နေတဲ့အချိန်မှာလောဘဆိုတာမဖြစ်ဘူးဒေါသဆိုတာမဖြစ်ဘူးမောဟဆိုတာမဖြစ်ဘူးလောဘဒေါသမောဟတွေကိုနှိပ်ကွက်ထားပြီးသားဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီပညာနဲ့ပြည့်စုံမှုဟာလည်းမြတ်စွာဘုရားကမြင့်ရည်ကြီးစီးဆင်းနေတယ်လို့ပဲကုသိုလ်မြင့်ကြီးပဲလို့ဒီလိုဟောတာနော်ဥဒိယထဂာမိနိယပညာယသမန္နာကတောအဲ့ဒီပညာနဲ့ပြည့်စုံပြီးတော့အရိယာယအစင်မြင့်တယ်ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်နိဗ္ဗေဒိယနိဗ္ဗေဒိကာယနိဗ္ဗေဒဆိုတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာမသိမှုဆိုတာကြီးလည်းအဆိုင်အခဲကြီးလိုချင်တယ်တွေ့တာတယ်ဆိုတဲ့အားကြီးလည်းအဆိုင်အခဲကြီးစိတ်ထဲမှာခွဲဖို့ဖြတ်ဖို့ဖောက်ထွင်းမှုအလွန်ခက်တဲ့အဆိုင်အခဲကြီးတွေလောဘကလည်းအဆိုင်အခဲကြီးလိုက်ရှိတယ်ဒေါသကလည်းအဆိုင်အခဲကြီးလိုက်ရှိတယ်မောဟတွေမာမနာတွေအိတ်တာတွေမစ္စရိယတွေကလည်းအဆိုင်အခဲကြီးတွေလိုရှိတယ်အဲ့ဒါတွေဖောက်ခွဲပြစ်ဖို့ဆိုတာဖောက်ထွင်းပြစ်ဖို့ဆိုတာအလွန်ခဲရင်တယ်လို့ဆိုလို့ဘာနဲ့မှဖောက်ထွဲနိုင်တော့ဆိုရင်အခုလိုအသိပညာနဲ့မှဖောက်ခွဲနိုင်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့ဖြစ်တာပြက်တာကိုမြင်တယ်ဖြစ်တာပြက်တာကိုမြင်တဲ့အခါကျတော့လောဘနဲ့တွေ့တာစရာမတွေ့တော့ဘူးတွေ့တာစရာမတွေ့ရင်မုန်းတီးစရာဆိုတာလည်းမတွေ့တော့ဘူးမာမနာဖြစ်စရာဆိုတာလည်းမတွေ့တော့ဘူးကိလေသာတွေအလုံးဖယ်ရှားပြစ်နိုင်လို့ကိလေသာတွေကိုဖောက်ခွဲဖြစ်စီးပြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နိဗ္ဗေဒိကာယဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့နိဗ္ဗေဒိကာယကိလေသာတွေကိုဖောက်ထွင်းပြီးတော့ပြစ်နိုင်တဲ့အသိဉာဏ်မျိုးအဲ့ဒီအသိဉာဏ်မျိုးသမ္မာဒုက္ခခယဂာမိနိယမှန်ကန်သောနည်းဖြင့်ဒုက္ခတွေကိုဆုံးသက်သွားစေနိုင်တယ်ဒုက္ခဆိုတာဘာကိုပြောတာတော့ဆိုဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ဟာဒုက္ခတပည့်စัจ जा တရားမှာလူတွေထင်ရှားတဲ့လူတွေသိဖို့ထင်ရှားတဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဇာတိပိဒုက္ခပရိသရိနေရတာလဲဒုက္ခပဲစရာပိဒုက္ခအိုရတာလဲဒုက္ခပဲဗျာတိပိဒုက္ခနာရတာလဲဒုက္ခပဲမရဏံပိဒုက္ခသေရတာလဲဒုက္ခပဲနဲ့ဒါတွေလူတွေသိအောင်သိတာတဲ့ဒုက္ခတွေကိုအရင်ဟောလိုက်တာနော်နောက်ဆုံးမှာကြတော့ဘုရားကဘာဟောတော့ဆိုတန်ခိတ်တေနပင်စုပါဒနက္ခန္ဓာဒုက္ခတဲ့ဘုန်းကြီးတို့တွေရထားတဲ့
မျက်စိနာနာလျှာကာယမနလို့ဆိုတဲ့ဟောဒီရုပ်တရားတွေနံတရားတွေခန္ဓာ၅ပါးဟာဒုက္ခပဲလို့ဆိုတယ်ဒါကြောင့်မို့ထိုသုတ္တံမှာမြတ်စွာဘုရားဟောတယ်ယောဘိက္ခွေစက္ခုတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောဘုန်းကြီးတို့တွေမျက်စိရလာတာဟာဒုက္ခရလာတာပဲနားရလာတာဒုက္ခရလာတာနှာခေါင်းရလာတာလျှာရလာတာကိုယ်ကာယရလာတာဒုက္ခရလာတာပဲလို့ဆိုလို့ရုပ်တရားတွေရလာတာဟာဒုက္ခရလာဟုတ်မို့စဉ်းစားကြည့်ညောင်းတာညတာဘယ်သူကဖြစ်ခန္ဓာကဖြစ်တာနော်ပိမန္နာဆင်းရဲတာလူကိုဒုက္ခပေးနေတာဘယ်သူဒုက္ခပေးနေတော့ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကပဲဒုက္ခပေးနေတာအားလုံးဟာသူ့အတွက်ပဲအလုံးလုံးရပြီးသူကပဲကိုယ်ကိုဒုက္ခပြန်ပေးနေတယ်ပေါ့ဒါကြောင့်မို့ဆရာတော်ကြီးတဲ့အရေးတယ်နော်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဒီလူကိုယူရရရေမိုးချိုစိန်ရွှေစင်ထားတော့လဲအိုစရင်ကိုသူကသွင်းတယ်တဲ့အနာစရင်ကိုသူကသွင်းအသေးစရင်ကိုသူကသွင်းတယ်ဆိုဘလောက်ပဲသူ့ကိုယူရပြုပြင်ထားပြီပဲလို့လုံရင်းနဲ့အိုးလာလုံရင်းနဲ့နားလာတယ်လုံရင်းနဲ့သေသွားတယ်ဆိုကျင့်တတ်เสียပဲကောင်းတယ်ပေါ့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့ရုပ်တရားတွေရလာတာဟာဒုက္ခကိုရနံတရားတွေရလာတာဟာလေဒုက္ခရလာတာပဲလို့ထိုသုတ္တန်နေမှာဒီလိုဟောတာဒါဟာတပတ်စကြာနဲ့တထက်သေးပဲတန်ခိတ်တေနပင်စုပါရဏေခန္ဓာဒုက္ခရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာရူပဥပါဒณะခန္ဓာရူပုပါဒณะခန္ဓာလို့ဆိုတယ်ဝေဒနုပါဒณะခန္ဓာသင်ညုပါဒณะခန္ဓာသင်္ခါရုပါဒณะခန္ဓာဝိညာဏုပါဒณะခန္ဓာလို့ဆိုတယ်တဏှာဒိဋ္ဌိတွေနဲ့ဆွဲလန်းเสียဖြစ်တဲ့ခန္ဓာ၅ပါးဥပါဒณะခန္ဓာ၅ပါးဟာဒုက္ခပဲဒီလိုအဲ့ဒီဒုက္ခတွေအဆုံးသတ်သွားဖို့ဘာနဲ့အဆုံးသတ်ရမလဲလို့ဆိုရင်အခုလိုအသိပညာနဲ့ပဲအဆုံးသတ်ရအဲ့ဒီပညာကိုဝိပဿနာပညာကိုအကျင့်ဉာဏ်ကျိုးကိုအထုတ်ခြင်းဖြင့်ဝိပဿနာပညာကိုရယူရမယ်ကြိုးစားခြင်းဖြင့်ရယူအဲ့ဒီဝိပဿနာပညာရလာလို့ရှိရင်ဒုက္ခကိုအဆုံးသတ်နိုင်တဲ့မဲ့ပညာဖို့ပညာဆိုတာရလာမယ်အဲ့တော့ဝိပဿနာဆိုတာကလောက်ရကြိုးစားအထုတ်ဒီပညာကသင်ယူရတဲ့ပညာကျင့်ယူရတဲ့ပညာပေါ့မဲ့ပညာဖို့ပညာဆိုတာသင်ရတဲ့ပညာလည်းမဟုတ်ဘူးကျင့်ယူရတဲ့ပညာလည်းမဟုတ်ဘူးမျက်မှောက်ပြုရတဲ့ပညာပဲဝိပဿနာအကျင့်ကိုကျင့်ရတာပါတော့မဲ့ပညာဖို့ပညာရကျင့်တာကဝိပဿနာကျင့်လိုက်တာကဝိပဿနာဝိပဿနာဉာဏ်ရင့်လာလို့ရှင်အဲ့ဒီဝိပဿနာဉာဏ်ကဘသူကိုဖြစ်ပေါ်စေတော့ဆိုမဲ့ဉာဏ်နဲ့ဖို့ဉာဏ်ကိုဖြစ်စေတယ်အဲ့ဒီမဲ့ဉာဏ်နဲ့ဖို့ဉာဏ်တွေကမှနိဗ္ဗာန်ကိုမြင်နိုင်တာဖြစ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့ဒီကုသိုလ်တရားတွေဖြစ်ပွားဖို့ဆိုတဲ့နေရာမှာအတိုင်းအတာကန့်သတ်မရှိအကုသိုလ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့အစစ်အမြင့်ဆုံးမဲ့ပညာဖို့ပညာဆင်းရဲဒုက္ခတွေကိုအဆုံးသတ်သွားစေနိုင်တဲ့ပညာမျိုးဟာအစစ်အမြင့်ဆုံးပညာဖြစ်လို့တကယ်ကိုအရေးကြီးဆုံးကုသိုလ်ထဲမှာမဲ့ပညာအရေးကြီးဆုံးဒီပညာကိုရအောင်ခြိပူအထောက်ခြင်းဖြင့်ကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေဟာမပြတ်ဖြစ်နေမှာပဲလို့ဒီလိုတတ္တယသုတ်တံမှာမြတ်စွာဘုရားအနည်းငယ်ပြောင်းလဲပြီးတော့ဟောကြားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်မြစ်ကြီးတွေစီးနေပါစေဆိုတာကိုယ်တဏ္ဍာမှာကုသိုလ်မြစ်ကြီးတွေထာဝရစီးနေဖို့ရာအတွက်ဘာတွေလုပ်ရမလဲပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဗုဒ္ဓေအဝိစ္စပတာရိဏသမဏဂတောဘုရားပေါ်မှာနိကာအသိဉာဏ်နဲ့တရားနဲ့ကြည်ညိုတယ်ဓမ္မေဝိစ္စပတာရိဏသမဏဂတောဓမ္မအပေါ်မှာနိကာအသိပညာနဲ့ကြည်ညိုတယ်တန်ခေဝိစ္စပတာရိဏသမဏဂတောအရိယသံဃာတွေပေါ်မှာနိခါကအသိပညာနဲ့ကြည်ညိုလေးစားတယ်အရိယကန္တသီလဆိုရင်၅ပါးသီလမျက်မျက်နိုးနိုးကျင့်သုံးဆောက်တည်တယ်စာကလို့ခေါ်တယ်မစ္စရိယတရားကိုဖယ်ရှားပြီးတော့ဆွန့်လွတ်ခြင်းဖြန့်ဝေခြင်းရှယ်ယာလုပ်ခြင်းပေးကမ်းလှူဒန်းခြင်းဆိုတာတွေနဲ့ပြည့်စုံတယ်နောက်ဆုံးမှာအခုလိုဝိပဿနာပညာမဲ့ပညာဖို့ပညာဆိုတဲ့ပညာတရားတွေစိုက်ထိသည်ဒီအောင်ကျင့်ကြံကြုတ်ကိုအထုတ်တာအဲ့ဒီပညာတွေရသည်ဒီအောင်ကျင့်ကြံကြုတ်ကိုအထုတ်သွားခြင်းဖြစ်တယ်ကိုယ်တဏ္ဍာမှာအတိုင်းအဆမရှိအောင်ကြီးမားလာတဲ့ကုသိုလ်တရားတွေဖြစ်ပွားနိုင်တယ်လို့ကုသိုလ်မြစ်ကြီးတွေစီးဆင်းနေပါစေဆိုတာဒီကုသိုလ်တရားတွေကိုပဲရည်ညွှန်းတာပဲဖြစ်တယ်ပေါ့
တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာသုတ်တံ၃ခုမှာအခုလိုဟောကြားဆုံးမထားတာရှိပါတယ်ဒါကြောင့်မို့မိမိတို့တဏ္ဍာမှာကုသိုလ်တရားမပြတ်ဖြစ်ပွားနေအောင်ကြိုးစားအားထုတ်ရမှာဟာဒီကုသိုလ်တရားတွေပဲဖြစ်တယ်ဒီကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေဟာစင်စစ်မပြတ်ဖြစ်ပြီးအရေးအတွက်မရှိတော့အောင်များပြားတဲ့ကုသိုလ်တွေရဲ့စွမ်းဆောင်မှုကြောင့်ချမ်းသာဒုက္ခကိုရရှိကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်အားထားပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း